ကအမန်တဲ့ထိုလူသားတွေဒီတဲ့နော်လွန်စွာရက်ဆက်သူနော်လွန်စွာအဓိတရားကင်းမဲ့သူဖြစ်ပေ၏တဲ့အဲ့တော့ဒီဆူရာအလ်အဟဇာဘ်အာယတ်တော်80တဲ့နော်အာယတ်တော်80အဲ့ဒီမှာအလောရှင်မြတ်ကခုနလိုကျွန်တော်တို့ပြောထားတယ်တဲ့ဘာပြောလဲဆိုတော့တဲ့မိုးကောင်းကင်ကြီးနဲ့မေကြီးဒီထဲမှာဒီကဘာကြီးထဲမှာရှိတော့အရာခတ်သိမ်းကိုလောက်ရှင်းမြတ်ကကျွန်တော်တို့စီအမာနတ်အနေနဲ့နော်အမာနတ်အနေနဲ့ကျွန်တော်တို့ကိုတာဝန်ထမ်းဆောင်ဖို့ရအတွက်လွဲအပ်ပေးထားတယ်တဲ့နော်အမာနတ်ဆိုတာကဘာလဲတဲ့နော်အဲ့တော့ဒီနေ့ကျွန်တော်တို့ပြောမဲ့အဲ့ဒီsharing လုပ်မဲ့အဲ့ဒီအကြောင်းအရာလေးကတော့တာဝန်ဝတ္တရားနောက်ပြီးတော့ကျွန်တော်တို့ရဲ့အဲ့ဒီဝန်ပိုးတွေနော်ဒီချက်လက်တွေဝန်နေအဲ့တော့ဝန်နေကကျွန်တော်တို့ကမိဘလောက်တော်သူဆိုလို့ရှိရင်သိပါတယ်နော်မိဘရဲ့ဝန်နော်အဲ့ဒီအဲ့ဒီ company တို့နော်ဒီဘာညာအဲ့ဒီအယောင်းဝယ်လောက်တော်သူဆိုလို့ရှိရင် तू သိတယ်သူ့ရဲ့ဝန်နော်ဘာလို့ဆိုတော့သူ့ရဲ့အလုပ်သမားတွေအတွက်သူ့ရဲ့သားသမီးအတွက်သူကပေးရမယ်ကမ်းရမယ်လက်ကုန်ပြီဆိုလို့ရှိရင်စည်ရင်ထုတ်ရတော့မယ်ဆိုအမျိုးမျိုးပေါ့လေနော်ဝန်ထုတ်တယ်အဓိကဒီနေ့ပြောမယ်ထားပြီးတော့ပြောမယ်အဲ့ဒီအချက်ကတော့ကျွန်တော်တို့ရဲ့ဒုနီယာကလွဲလို့အာခိရာရဲ့ဝန်ကြီးကိုပြောကြတာပါနော်ဒါမှမဟုတ်ဒီအာခိရာရဲ့ဝန်မရောက်ခင်မှာလောက်ရှင်မြတ်ကကျွန်တော်တို့ဒုနီယာမှာဝန်နေပေးထားတာရှိပါတယ်နော်အဲ့ဒီတွေထဲမှာကျွန်တော်တို့သိရတာကတော့နော်ဒီအလောက်ရှင်မြတ်ကကျွန်တော်တို့ရဲ့လူသားတွေနော်ကျွန်တော်တို့ကိုဒီဒုနီယာကြီးရဲ့ဒီခတ်သိမ်းအရာကိုတုံးဆောင်နိုင်အောင်လို့လောက်ရှင်မြတ်ကကျွန်တော်တို့ကိုအမာနတ်အနေနဲ့နော်လူတွေကိုဖန်ဆင်းပြီးတော့ကျွန်တော်တို့ကိုအပ်ပေးလိုက်တယ်နော်ဒီကဘာကြီးအားလုံးတုံးဖို့ရာရေတောက်ဖို့ရာမြေကြီးထုံဖို့ရာနေဖို့ရာစောင့်ဖို့ရာအကုန်လုံးပဲကျွန်တော်တို့ကိုလွဲအပ်လိုက်ပြီနော်အဲ့ဒီမှာကျွန်တော်တို့သိရမှာကတော့ဒီနေ့ဒီခါမှာကျွန်တော်တို့လူသားတွေအားလုံးဒီကဘာကြီးနဲ့ပတ်သက်လာလို့အားလုံးအရာခတ်သိမ်းကျွန်တော်တို့တုံးနေတဲ့ဥစ္စာဒီမှာတာဝန်ရှိသည်ဝန်ရှိသည်နော်နောက်ပြီးဒီအပြင်ဒီထက်ပိုပြီးတော့အရေးကြီးတဲ့နော်ပိုပြီးရေးပါတဲ့ဝန်ကပါလဲဆိုတော့တဲ့အဲ့ဒီမှာတဲ့ကျွန်တော်တို့မိသားစုဖြစ်ပါတယ်တဲ့လူနဲ့လူကြားထဲမှာနော်အဲ့လိုဝန်တွေကအင်မတန်မှအရေးကြီးတယ်တဲ့ဘာကြောင့်လဲတဲ့အဲ့ဒီဝန်တွေဟာဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ဒီလောကမှာနော်မခြေခက်ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဝန်တွေကအာခိရတ်အထိပါသွားမယ်တဲ့ဟုတ်ပြီလားအဲ့တော့တဲ့နော်ခုနပြောတဲ့အဲ့ဒီအာယတ်တော်နော်အပြင်တဲ့နော်ကျွန်တော်တို့တခြားအာယတ်တော်တွေလဲတခြားဟာဒီစ်တော်တွေလဲကျွန်တော်တို့ရှိပါတယ်အများကြီးပဲနော်အဲ့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဟာဒီစ်တော်အဲ့ဒီကျွန်တော်တို့ရဲ့အဲ့ဒီလောက်ရှင်မြတ်ကဒီအာယတ်တော်နောက်တစ်ခုထဲမှာဘာပြောလဲဆိုလို့ရှိရင်ဝလ္လဒီနာဟွမ်လီအာမာနတီဟင်ဝအာဟတီဟင်ရာအူန်နော်ထိုသူတို့ဒီထိုလူသေးဒီနော်သူတို့ဟာသူတို့ရဲ့အာမာနတ်တွေအားလုံးနဲ့ဆိုင်ရာသူတို့ဟာဗာလဲရာအူန်ဆိုတာထိန်းချောင်းသူတွေဖြစ်တယ်တဲ့ဆိုတော့သူတို့ရဲ့အာမာနတ်တွေကဘာတွေလဲဆိုတော့အလောရှင်မြတ်ကလူသားအားလုံးကိုနော်မိသားစုဖြစ်နေထားပြီးတယ်မိသားစုနဲ့အတူထားပေးတယ်ဆိုတော့အဲ့ဒါမိသားစုအားလုံးဒီအတင်တို့ဤနော်လမ်းကြောင်းအတင်တို့ဤထိန်းဆောက်ထိန်းသိမ်းဆောက်ရှောက်သူတွေဖြစ်တဲ့အတွက်ကြောင့်အတင်ဤမိသားစုအတွက်နော်အဲ့ဒီမှာတာဝန်အကြီးဆုံးသူဖြစ်သည်ဆိုတာကိုပြောကြတာပါဒီအာယတ်တော်ထဲမှာနော်အဲ့ဒီဟာဒီစ်တော်တပုတ်ကကျွန်တော်တို့ကိုထင်းထင်းရှားရှားပို့မို့ပြီးတော့ရှင်းလင်းအောင်လို့ဆိုပြီးမှရှင်းပြတယ်တဲ့အဲတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဆလမ်ကဘာပြောလဲဆိုတော့တဲ့ဟာဒီစ်တော်တပုတ်မှာကုလုကုမ်ရာအင်အတင်းတို့အားလုံးဒီနော်လမ်းကြောင်းသူဖြစ်သည်တိုးကြောင်းသူဖြစ်သည်တဲ့ဝကုလုကုမ်မစအူလွန်အရအီယတီဟီတဲ့အတင်းတို့အားလုံးဒီအတင်းတို့ကြောင်းသောနော်တာသမီပဲဖြစ်ဖြစ်နော်တခြားဥစ္စာပဲဖြစ်ဖြစ်နော်တကယ်ကိုတိုးတွေပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်မစအူလွန်အတင်းတို့အားလုံးဒီအမေခံရမည်တဲ့ဟုတ်ပြီလားထပ်ပြီးတော့ဟာဒီစ်ကအမိန့်ရှိပါတယ်အလ်အီမာမူရာအင်ဝဟူဝမစအူလွန်အရအီယတီဟီအီမမ်တယောက်လဲနော်
ထိုးเจ้าသူတိုးเจ้าသူနွားเจ้าသူလိုပဲเนาะသူဒီသူเจ้าသောနေဒီ group တွေသူเจ้าသောအုံးမတ်သားတွေသူเจ้าတဲ့လူတွေအားလုံးနဲ့ဆိုင်ရာသူအမေးခံရမယ်ဒါကအမာနတ်ဖြစ်တယ်เนาะနောက်ပြီးတော့ hadith ကထပ်မိတ်ရှိတယ် wal qatim ra'in fi mali sayyidihi wal mas'ulun an ra'iyatihi เนาะဒီအိမ်ဖို့အိမ်သားเนาะဒီအိမ်မှာလာပြီးတော့လှုပ်ပေးတော့အဲ့ဒီအိမ်ဖို့ဒီเนาะ khadim ဒီတဲ့သူ့ရဲ့ပိုင်းရှင်သူ့ရဲ့စိုက်ရည်ရဲ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်လို့ရှိရင်သူကလမ်းကြောင်းသူထိန်းသိမ်းတော့သူဖြစ်တဲ့အပြက်အလျောက်เนาะသူ့ရဲ့ပိုင်းရှင်ရဲ့เนาะဒီဝေယဝိဇပိုင်ရှင်ရဲ့ပိုင်ဒီအခြားပစ္စည်းဥစ္စာတွေเนาะအဲ့ဒါတွေနဲ့ဆိုင်ရာအားလုံးဒီခါတင်ဒီလှုပ်ရှင်ဒီအလုတ်လှုပ်တော်သူဒီအမဲခံရမည်တဲ့ဟုတ်ပြီလားနောက်ပြီးတော့ hadith တော်ကထပ်ပြီးတော့အမိန့်ရှိတယ်တဲ့ wal mar'atu ra'iya fi bayti zawjiha wa mas'ula an ra'iyatiha အမျိုးသမီးဒီတဲ့သူရဲ့ယောက်ျားရဲ့အိမ်မှာဆိုလို့ရှိရင်ထိုအမျိုးသမီးဒီသူလမ်းကြောင်းသူဖြစ်သည်တဲ့သူလမ်းကြောင်းသူဖြစ်သည်သူရဲ့အိမ်သားရဲ့ဝေယဝိဇနော်သူရဲ့အိမ်သားရဲ့တစ်ခုအားလုံးနဲ့ပတ်သက်လာလို့ရှိရင်ဒီအမျိုးသမီးကမေးခါရမယ်နော်ဝမစအူလာအရအီယတီဟာဒီအမျိုးသမီးကထိန်ကြောင်းတော့နော်ဒီလူကလေးတွေနော်ဒီမိသားစုလေးကိုနော်ဒီအမျိုးသမီးကအမေးခံရမယ်ဆိုတာဒီ hadith ကနေမှကျွန်တော်တို့အားလုံးကိုလာပြီးရှင်းပြပါတယ်ဒီတော့ကြောင့်မလို့ကျွန်တော်တို့ဟာသိရမှာကနော်ကျွန်တော်တို့လူတိုင်းမှာဝန်နေရှိကြပါတယ်ဝန်ထုတ်တယ်အမျိုးမျိုးပေါ့လေနော်အဲ့ဒီတော့ကျွန်တော်တို့ဒီနေ့လူငယ်ဖြစ်တဲ့အလျောက်နော်လူငယ်တွေဒါမှမဟုတ်အိမ်ထောင်မကြသေးတဲ့လူတွေဒါမှမဟုတ်အိမ်ထောင်ကြပြီးတော့ကျွန်တော်တို့မှာနော်သားသမီးမွေးဖွားအဲ့ဒီအခွင့်အရေးမရသေးတဲ့အတွက်ကြောင့်နော်ကျွန်တော်တို့စီမှာတိတ်ပြီးတော့အမျိုးသမီးကလွဲလို့တခြားလူလည်းမရှိပါကျွန်တော်ဘသူ့သွားကြောင်းရမယ်လေဆိုတော့ကျွန်တော်တို့ဒီမိတ်ဆွေတွေအားလုံးဟာဆိုလို့ရှိရင်တစ်ချိန်မှာကျွန်တော်တို့မိသားစုကကြီးသွားပြီဆိုလို့ရှိရင်အဲ့ဒါမိသားစုရဲ့အားလုံးနဲ့ပတ်သက်ပြီးတော့အဓိကဘာချက်လက်တွေနဲ့ပတ်သက်တယ်လေအဓိကတော့အလောရှင်မြတ်ကိုတီးခြင်းအလောရှင်မြတ်ကိုယုံကြည်ခြင်းနော်သူ့ရဲ့ဘာသာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဒီမကောင်းမှုနော်သူ့ရဲ့ဘာသာရေးအားလုံးဆိုင်ရာနောက်သူ့ရဲ့ကိုယ်ခန္ဓာအရှက်တွေကိုထိန်းသိမ်းနိုင်မှုဆိုအမျိုးမျိုးလေဒါတွေနဲ့ပတ်သက်လာလို့ရှိရင်သူ့ရဲ့အဖေးနဲ့သူ့ရဲ့အမေတဲ့ဆိုတော့လမ်းကြောင်းသူတွေဒီမှာတာဝန်ရှိပါတယ်တဲ့ဟုတ်ပြီလားအဲ့ဒီတော့တဲ့အဲ့တော့ hadith တော်ကနေမှကျွန်တော်တို့အမိန့်ပေးတယ်လေခုနကတော့ကုလကုမ်ရာအင်ကျွန်တော်တို့အားလုံးအတင်းတို့အားလုံးဒီနော်တိုးချောင်းသူနွားချောင်းသူတွေဖြစ်ကြတယ်လေအဲ့တော့အိမ်ထောင်တွေအားလုံးဒီကျွန်တော်တို့ဒီလူအုပ်စုလေးကိုကျွန်တော်တို့ကလမ်းကြောင်းသူဖြစ်တယ်ကျွန်တော်တို့ဟာ manager ပဲနော်အဲ့ဒီတော့ကျွန်တော်တို့စီမှာဝန်ထုတ်တွေရှိပါတယ်ဟုတ်ပြီလားအဲ့တော့ဝန်ထုတ်တွေဒီဝန်ထုတ်တွေဟာအကယ်လို့ကျွန်တော်တို့တေချာစဉ်းစားပြီးတုံးတက်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့လေးနက်မှုသူ့ရဲ့အရေးကြီးပုံအရေးပါပုံသူ့ရဲ့အဲ့ဒီအန်ဒီရဲ့ရှိပုံအဲ့ဒါကျွန်တော်တို့ဟာတိသွားလိမ့်မယ်เนาะအဲ့တော့အဲ့တလို့ပဲအကယ်လို့ဒီကဘာကြီးထဲမှာလူသားတွေဘသူပဲဖြစ်ဖြစ်เนาะအလောက်ရှင်မြတ်ပေးထားသောဒီအမာနတ်တွေကိုเนาะပြိုပြင်းအောင်เนาะသူ့နေရာနဲ့သူထိုက်တက်အောင်လုပ်ခက်သည်ရှိတော့သူ့ရဲ့အကျိုးစွာကလုံးဝကိုရည်မြအောင်ဖြစ်နေမယ်เนาะအဲ့ဒီထဲမှာအကယ်လို့လူတယောက်ကသူအလောက်ရှင်မြတ်ကသူအနန္တာတော့သူ့ရဲ့သားသမီးတွေသူ့ရဲ့မြေးတွေသူ့ရဲ့နောင်ဆက်သားတွေကိုသူကလမ်းကောင်းပေါ်ကြောင်းခဲ့ပြီးတော့ကောင်းလေးလမ်းကောင်းတွေပြခဲ့ပြီးတော့အလောက်ရှင်မြတ်ရဲ့လမ်းကြောင်းကိုပြခဲ့ပြီးတော့အဲ့လိုထားခဲ့သည်ရှိတော့အဲ့ဒီလူရဲ့အကျိုးဆိုးကနော်အင်မတန်မှကြီးလာပါတယ်ရီလို့မရအောင်ကိုတိုင်းလို့မရအောင်လောက်ကိုကြီးတယ်ဆိုတာကျွန်တော်တို့သိရမှာပါဒါကြောင့်မို့နော်သူ့ရဲ့အခက်ခဲကကြီးလာသလိုနော်သူ့ရဲ့စဝပ်တွေကလည်းပဲအင်မတန်မှကြီးရှာပါတယ်နော်ဒါကြောင့်မို့လို့ဒီကျွန်တော်တို့ရဲ့တာဝန်ကျွန်တော်တို့ရဲ့ဝန်ထုတ်ရဲ့သူ့ရဲ့တန်ဖိုးနဲ့သူ့ရဲ့ဒီအန်ဒီရဲ့ကြီးတဲ့ပုံစံဟာကျွန်တော်တို့အကယ်လို့တိလာပြီဆိုလို့ရှိရင်အဲ့ဒါ
ကျွန်တော်တို့ဟာအလောရှင်မြတ်ရဲ့နော်ဒီပေးထားသောအမာနတ်တွေကိုဘယ်သူမှနော်ဒီစွန့်လွတ်ပြီးတော့နော်ဒီတွားပြီးတော့တခြားအလုပ်သွားလုပ်တော့မယ်ကျွန်တော်ဒီအမာနတ်တွေကိုကျွန်တော်အမိုက်ပုံးထဲပြစ်လိုက်သလိုပဲအဲ့လိုမလုပ်နိုင်တော့ဘူးတဲ့ဘာကြောင့်လဲတဲ့နော်အဲ့တော့တဲ့အလောရှင်မြတ်ကတဲ့နော်ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်တရက်ပေါ့လေဒီအဘူဇာကနေမှအဘူဇာရင်ဒီအလီဆဟာဘီပေါ့လေအလ်ဂဖာရီရာဒီအလ္လာဟူအန်ဟူနော်သူကတရက်မှာသူကတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်စီကိုလာပြီးတော့တဲ့အကြောင်းကြားတယ်တဲ့အိုးစေတမန်ကြီးတဲ့အလောရှင်မြတ်ရဲ့စေတမန်ကြီးတဲ့ကျွန်တော်တခုလောက်တော့ခွင့်ပြုပါတဲ့ကျွန်တော်ကိုတဲ့တမန်တော်မြတ်ပါလဲတဲ့အဲ့တော့ကျွန်တော်ကတဲ့အဲ့ဒီအခုကျွန်တော်တို့အစ္စလာမ်ရဲ့ empire ကကြီးလာပြီလေနော်တမန်တော်မြတ်ကသူ့ရဲ့နောက်သားတွေလိုက်တဲ့ဆဟာဘာကြီးတွေကနေမှနောက်ဒီတော်တော်နဲ့နေတွေကိုချဲ့လိုက်ပြီဆိုတော့ तू ကတမန်တော်မြတ်ကြီးတဲ့ကျွန်တော်ကိုတဲ့အဲ့နေလေးတစ်ခုလောက်နော်ကျွန်တော်ကိုပေးပါကျွန်တော်အဲ့နေကိုကျွန်တော်သွားပြီးတော့ဥစည်းမယ်ကျွန်တော်သွားထိမ့်သိမ့်မယ်ကျွန်တော်သွားပြီးတော့စောက်ရှောက်မယ်အီမာရတ်သွားလုပ်မယ်သွားပြိုးထောင်မယ်တဲ့တမန်တော်မြတ်ကြီးစီခွင့်လာတောင်းတာအဲ့တော့တဲ့တမန်တော်မြတ်ကတဲ့ဘာပြောလဲဆိုတော့တဲ့အေးတဲ့ဖာဒရဘဆလ္လာလာဟူအလိုင်ဝါဆလမ်ကနေမှသူ့ကိုတဲ့နော်သူ့ရဲ့ပခုံးလေးကိုတဲ့အဲ့လိုလေးရိုက်ပေးလိုက်တယ်တဲ့အေးဖုတ်ပေါ့လေအဲ့ဒါသူဘာပြောလဲတဲ့ယာအဘာဇာတဲ့အိုးအဘာဇာနေအောင်တဲ့အင်နကာဒအီဖ်နော်အတင်ကတိတ်ပြီးတော့အဲ့လောက်ထိမတောင့်တင်းဘူးတဲ့အလောက်ထိအင်အားမရှိသေးပါဘူးကွာတဲ့နော်အဲ့တဘောပဲတမန်တော်မြတ်သူ့အဲ့လိုပြောလိုက်တယ်ဝေအင်နဟာတဲ့ဘာကြောင့်လဲတဲ့နော်နင်ကအဲ့ဒီအီမာရတ်အဲ့ဒီအခွင့်ရေးပေါ့လေအဲ့ဒီနယ်လေးတစ်ခုကိုထိန်းသိမ်းမယ်တောင်းမသွားပြီးစောင့်ရှောက်မယ်အဲ့ဒီနယ်ရဲ့နေရာကောင်စီကြီးသွားလုံမယ်နော်ဥက္ကဋ္ဌကြီးသွားလုံမယ်အမီရူမူမီနင်သွားလုံမယ်ဆိုတော့အဲ့ဒီအချက်ကတဲ့အတင်တည့်ရလားတဲ့အဲ့ဒါကအမာနာတဲ့နော်အမာနာဆိုတာဘာလဲတဲ့ဝအင်နဟာယောမလ်ကီယာမာခိဇယွန်ဝနတာမတွန်နော်ကီယာမတ်နေ့ရောက်လာလို့ရှိရင်တဲ့အတင်တောင်းတော့ဒီအီမာရတ်တောင်းတဲ့ဒီအခွင့်အရေးတောင်းတဲ့ဒီအမီရူလ်မူမီနင်တောင်းတဲ့ဒီချေတောင်းတဲ့ဒီကူရစီနော်ဒီနေယာဒီအာနာအဲ့ဒါကီယာမတ်နေ့ရောက်လို့ရှိရင်အတင်အတွက်အင်မတန်မှနောင်တရမယ်ကိစ္စကြီးနော်အင်မတန်မှမကောင်းသောအရာဖြစ်တယ်ဆိုတာနင်သိရလားတဲ့နော်ဘာကြောင့်လဲတဲ့အဲ့ဒါကအမာနတ်လေတဲ့အစ်လာတဲ့ထိုသူအပြင်တဲ့မန်အခဒဟာဘီဟက်ကီဟာနော်အကယ်လို့အဲ့လိုနေရာမှာခေါင်းဆောင်နေရာမှာဆောင်ရွက်ပြီးတော့လောက်ခက်တော့သူဟာအကယ်လို့သူဟာနော်လောက်တဲ့လောက်ထိုက်တော့နော်အချက်လက်တွေကိုသူ့ရဲ့နေရာကြနဲ့လောက်ခက်သည်အပြင်နော်သူယူထိုက်တော့မယူထိုက်လဲမယူထိုက်တယ်လို့ပဲအဲ့လိုနော်ပြက်သားနော်ရှင်းလင်းနဲ့နော်သူ့ရဲ့တာဝန်ကိုကြည်ပွန်ခဲ့သူဆိုလို့ရှိရင်အဲ့ဒါမို့ဆိုလို့ရှိရင်တော့ကောင်းတယ်အခရာရောက်ရင်တော့ကောင်းတာပေါ့တဲ့သူ့အတွက်နော်ပြဿနာတွေမဟုတ်တော့ဘူးတဲ့နော်နို့မို့လို့ရှိရင်တဲ့ဝအဒ္ဒါလက်ဒီအလိုင်ဟီဖီဟာတဲ့ဝအဒ္ဒါအလက်ဒီအလိုင်ဟီဖီဟာနော်အဲ့လိုသူ့နေရာနဲ့သူလောက်ခဲ့မယ်ကြည်ပွန်တဲ့ဥစ္စာကြည်ပွန်အောင်လဲသူစူးစမ်းပြီးတော့အားလုံးကိုပြေလည်အောင်လဲလောက်ခဲ့နိုင်သည်ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲနို့မို့လို့ရှိရင်နော်ကီယာမတ်နေကြလို့ရှိရင်ဒီလူဟာတွေဟာဒီချက်တွေဟာဆိုလို့ရှိရင်ဒီအာနာတွေဟာအကုန်လုံးဟာခိဇယွန်သူ့အတွက်အင်မတန်မှဒုက္ခပေးတံဖြစ်မယ်နောက်ပြီးတော့သူကနောင်တရလိမ့်မယ်ဟာအဲ့ဒါနဲ့သူအဲ့ဒါနားထောင်ပြီးတော့အဘူဇာကတော်ပြီးကြောက်သွားပြီလေဘာကြောင့်လဲအမာနတ်လေအဲ့ဒါကအလောက်ရှင်မြတ်ပေးသောအမာနတ်ဟုတ်ပြီလားအဲ့တော့နော်ဟာဒီစ်တပုတ်မှာတဲ့မာကလ်ဘင်ယဆာရဒီအလ္လာဟူအန်ဟူကနေမှဆင့်ပြန်တော့တဲ့အဲ့ဒီဟာဒီစ်တပုတ်မှာတဲ့ရဆူလုလ္လာဆလ္လာလာဟူအလိုင်ဝါဆလမ်ကနေဘာဆိုလဲတဲ့သူက قال ما من عبد يسترعيه الله رعية يموت يوم يموت وهو غاش لرعيته إلا حرم الله عليه الجنة အဲ့မှာရှိုင်ခန်ဘူခါရီနဲ့မွတ်စလင်ကဆင့်ပြန်တော့ဟာဒီစ်တော်တပုတ်နော်အဲ့ဒီမာကလ်ဘင်ယဆာကပြောတယ်တဲ့တမန်တော်မြတ်ဆလ္လာဆလမ်ကပြောလဲဆိုတော့အမိန့်ရှိတယ်တဲ့အဲ့တော့အလောရှင်မြတ်ကတူးတယောက်ကိုတဲ့
အဲ့လိုထိန်းသိမ်းဖို့ရအတွက်နော်လူစုလေးတစ်စုဒါမှမဟုတ် family လေးတစ်ခုဒါမှမဟုတ်နေရာကိုယ်စီနော်ချဲလေးတစ်ခုအာနာလေးတစ်ခုလွဲအပ်ပြီးတော့သူ့ထိန်းသိမ်းခိုင်းလိုက်ပြီးဆိုလို့ရှိရင်တဲ့နော်အဲ့ဒီလူကထိန်းသိမ်းပြီးနောက်မှာအဲ့ဒီဟာဒီကိုသူကလမ်းနေကြောင်းပြီးနောက်မှာသူကတေဆုံးသွားတယ်လောက်ရှိမြတ်အမိန့်တော်ခံသွားတယ်ဒါပေမဲ့တဲ့ဝဟူဂါရှွန်အဲ့ဒီလူတီးတဲ့အဲ့ဒီသူထိန်းသိမ်းတဲ့သူလမ်းကြောင်းတဲ့သူအုပ်ချုပ်တဲ့အဲ့ဒီလူစုလေးသူအုပ်ချုပ်တဲ့အဲ့ဒီနေရာလေးကိုတဲ့သူကမကောင်းတာနေလောက်ခဲ့မယ်ဆိုလို့ရှိရင်တဲ့နော်အဲ့ဒီလူတက်ကအလောက်ရှင်မြတ်ကဂျန်နတ်ကိုသူ့အတွက်ဟာရမ်တတ်မှတ်လိုက်မယ်ဂျန်နတ်ကိုအပိဝင်မတွန်းခွင့်မပေးဘူးအလောက်ထိအရေးကြီးတာအဲ့ဒါဝန်ဟုတ်ပြီလားဒါတွန်ညာရဲ့ဝန်လေဟောအဲ့ဒါဘလောက်ထိအစင်းနေရှိလဲကျွန်တော်တို့ဟာနောက်ထပ်ကေယာမတ်ကေယာမတ်သွားရအောင်မှာအဲ့မှာအဘီဟူရာရာရဲ့အဲ့ဒီဟာဒီစ်တော်ဆင့်ပြန်တဲ့နောက်တစ်ပုဒ်မှာအဲ့ဒီတမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါဆလမ်ကပါဆိုလဲအင်နကွမ်ဆတဟရူဆူနာအလ်အီမာရာوستكون الندامة يوم القيامة فنعم المرضية وبئس الفاطمة အဲ့ဒီမှာတဲ့ဘူခါရီတဲ့အဲ့ဒီနဆာအီနော်သူတို့ထုတ်ပြန်တဲ့အဲ့ဒီဟာဒီစ်တော်တပုတ်တဲ့တမန်တော်မြတ်ကဆိုတယ်တဲ့သူရဲ့လူရင်းအတိတ်ပဲလေးကတော့တဲ့အတင်တို့ဒီတဲ့နော်ဒီအီမာရတ်ဆိုတာဒီဝလီအောလီယာဒီအာနာတွေလာပြီးတော့တောင်းကြလိမ့်မယ်တဲ့အဲ့ဒီအာနာတွေကိုအတင်တို့နေနော်တအားတွေကိုလိုအပ်လိမ့်မယ်တအားတွေကိုသွားပြီးတော့ဇောတကြီးနဲ့သွားပြီးတော့လူလိမ့်မယ်တောင်းလိမ့်မယ်လိုအပ်လိမ့်မယ်နော်အဲ့ဒီတော့တဲ့ကီယာမတ်နဲ့ရောက်လာတဲ့ခါမှာတဲ့အတင်တို့ဒီလူတွေဟာဆိုလို့ရှိရင်တဲ့အနတ္တမှာနောင်တရလိမ့်မယ်နော်ကီယာမတ်နဲ့ကြလို့ရှိရင်ပြောင်းပြန်လေအခုခေတ်ဆိုလို့ရှိရင်နော်ကျွန်တော်တို့ဟာချဲတွေလိုက်ဆွဲတယ်ဒီအာနာကိုမရအောင်လူတယ်ဟိုအာနာရအောင်လူလာတယ်ကိုယ့်ရဲ့ပိုင်တဲ့ထဲကိုထည့်လိုက်တယ်အဲ့တော့ကီယာမတ်နဲ့ကြောက်လို့ရှင်ဟာဒါဒီကျွန်တော်ဟာမဟုတ်ပါဒါကျွန်တော်ယူထားတာဒီအာနာကျွန်တော်ယူထားတာမဟုတ်ဘူးကီယာမတ်နဲ့ကြတော့ပြောင်းပြန်လေအနတ္တမနောင်တဆိုတာအဲ့ဒီကီယာမတ်နေမှာရလာမှာတဲ့အဲ့ဒီတော့တဲ့တမန်တော်မြတ်ဆက်ပြီးပြောတယ်တဲ့နိအမလ်မောရတီအာနော်အရင်အိမ်မတမ်းမှာကောင်းသောသူကဘလို့လူလဲဆိုလို့ရှိရင်တဲ့သူထိန်ချုပ်ခဲ့တော့သူပိုင်ဆိုင်ခဲ့တော့သူလမ်းကြောင်းခဲ့တော့အဲ့ဒီလူစုလေးအဲ့ဒီနေရာလေးအဲ့ဒီဥစ္စာလေးတွေအားလုံးကိုသူကကောင်းပြုံအောင်တိုးတက်လာအောင်လုပ်ခဲ့မယ်နော်စိတ်ပါလက်ပါနဲ့သူကစိတ်အားတွေဟိုထည့်တယ်နော်ချွေးအားတွေထည့်တယ်ဟိုလောက်ထိုက်တဲ့သူပိုင်ဆိုင်တော့အဲ့ဒီအင်အားတွေအားလုံးသူထည့်ပြီးတော့သွားပြီးတော့ပြိုးထောင်တယ်သွားပြီးလောက်တယ်အဲ့လိုလူဆိုလို့ရှိရင်တော့နင့်အမှအရန်ကောင်းတယ်ဒါပေမဲ့ဝဘီအဆလ်ဖာတီမာတဲ့နော်အဲ့လိုပါဝါလဲရပြီးတော့နေရာလဲရပြီးနောက်မှာနော်ယူစရာရှိတာလေးတွေယူပြီးတော့ကိုယ့်အိမ်ထောင်လဲထည့်နော်ကိုပိုင်နေတဲ့အကုန်ထည့်နော်အဲ့ဒါမို့ဆိုလို့ရှိရင်တဲ့သွားပြီတဲ့ဘီအဆနော်ဆုံးရှုံးပြီလေအဲ့ဒါကျွန်တော်တို့ဒီနေ့ဒီခါမှာမြင်နေရတယ်ကျွန်တော်တို့ရဲ့နော်ဟိုအဖက်ပေါ့လေနော်ဒီအမျိုးနော်ဒီဆိုင်ရာရောင်းဝယ်ပဲဖြစ်ဖြစ်เนาะကျွန်တော်တို့ရဲ့ဒီ politician ရဲ့လောကပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ဒီလူစုလေးပဲဖြစ်ဖြစ် family အမျိုးပဲမြင်နေရတာလေဒါဟာအင်မတန်မှတာဝန်ကြီးတဲ့ဝန်ထောက်တွေပါเนาะအဲ့တော့တမန်တော်မြတ်ကကျွန်တော်တို့ပြောပြချင်တာပါလေပြောပြချင်တာကတော့ကျွန်တော်တို့ဟာเนาะဒီလောကကြီးထဲမှာဒီလိုအခွင့်အရေးတွေကိုကျွန်တော်တို့ဟာဟိုပါဝါတွေအင်အားတွေကိုရပြီဆိုလို့ရှိရင်လိုရာဟိုယူလို့ရတယ်ဆိုတာကိုအဲ့လိုမလုပ်နဲ့เนาะဘာကြောင့်လဲအဲ့ဓာတွေကကေယာမတ်နဲ့ရောက်လာလို့ရှိရင်เนาะအတင်းအတွက်အင်မတန်မှမကောင်းသောအရာတွေဖြစ်လိမ့်မယ်ဝန်ထုတ်တွေဖြစ်သွားလို့ရှိရင်ကေယာမတ်နေမှာဘလို့သွားထမ်းမှာလဲတဲ့ထမ်းလို့မရတော့ဘူးလေဟုတ်ဘူးလားအဲ့တော့တဲ့အဲ့မှာဒီတမန်တော်မြတ်ရဲ့ဟာဒီစ်တော်တပုတ်မှာတဲ့နော်အဲ့ဒီကျွန်တော်တို့ကိုထပ်ပြီးတော့ဗာပြောလဲဆိုတော့တဲ့နော်လာတစနတ်လ်မစအူလီယာလီမန်တလဘဟာဝဟာရစ်အလိုက်ဟာတဲ့အဲ့တော့ဒီလိုအဲ့ဒီအခွင့်အရေးတွေကိုနော်ဒီလိုအာဏာတွေကိုတွားပြီးတော့စွတ်တ
တောင်းနေအဲ့လိုအခွင့်နေတွားပြီးတော့လောက်တယ်ဒီလို politician တွေကျွန်တော်တို့အခုမြင်နေရတယ်ကျွန်တော်တို့မွတ်စလင်လောကမှာဒီလိုတွေတွားပြီးတော့လုံနေတာဟာအဲ့ဒါဒီကိုတဲ့เนาะကျွန်တော်တို့တွားပြီးတော့အဲ့ဒီကျွန်တော်တို့ရဲ့ဒီအာဏာတွေကိုเนาะတွားသူတို့နဲ့တွားပြီးတော့မတက်ဆိုင်နဲ့သူတို့ကိုလည်းတွားပြီးတော့မအပ်ဆက်နဲ့ဟုတ်ပြီလားအဲ့ဒါတမန်တော်မြတ်ကကျွန်တော်တို့ကိုဒီမှာတိုက်တွန်းတာကောင်းမှုတွေလုပ်ရမှာเนาะဒီလိုမကောင်းမှုတွေကိုရှောင်အဲ့ဒီအပြင်ဘာလုပ်ရမှာလဲအဲ့ဒီအပြင်ကျွန်တော်တို့ရဲ့တတ်နိုင်တော့เนาะဒီကျွန်တော်တို့ထိန်းချုပ်တဲ့ကျွန်တော်တို့ဦးဆောင်တဲ့ကျွန်တော်တို့ရဲ့မိသားစုလေးကိုကောင်းကောင်းလေးပြိုးထောင်ပေးပါเนาะဘာကြောင့်လဲဒီချက်တွေဟာဆိုလို့ရှိရင်ကိယာမတ်နေ့ရောက်လို့ရှိရင်အဲ့ဒါကျွန်တော်တို့အတွက်အားလုံးเนาะကောင်းကျိုးရဲ့မကောင်းကျိုးရဲ့ဖြစ်သွားနိုင်သည်တဲ့ဟုတ်ပြီလားအဲ့တော့တစ်ချိန်မှာတဲ့ဒီပိုခါရီနဲ့မွတ်စလင်ဒီရှိုက်ကြီးနှစ်ယောက်ကနေမှဆင့်ပြန်တော့ဟာဒီစ်တော်တပုတ်မှာတဲ့တစ်ချိန်မှာတမန်တော်မြတ်ဆလလောဟူအလိုင်ဝဆလမ်ကတဲ့လူတယောက်ကိုတဲ့အလုတ်ခိုင်းခဲ့ပါတယ်တဲ့เนาะအဲ့ဒီလူကိုကျွန်တော်တို့ကသူ့ရဲ့နာမည်ကလည်းအစ်နိုလုတ်ဘီယာလို့ခေါ်တဲ့လူဆိုတာတဲ့เนาะဆဒကာနဲ့တက်ဆိုင်ရာเนาะအဲ့ဒါတမန်တော်မြတ်သူ့ကိုအမိန့်ပေးခဲ့တယ်အလုတ်ခိုင်းခဲ့တယ်တဲ့အဲ့တော့တဲ့ तू ကတဲ့အဲ့ဒီအလုတ်ခွင့်ရပြီးနောက်မှာတဲ့ तू ကရောက်လာတယ်တဲ့ရောက်လာပြီးတော့ဗာပြောလဲတော့ဆဒကာအတွက်ဆိုလို့ရှိရင်ဒီစုလေးကတော့အတင်းအတွက်ပါနော်ဒါကတော့ခမည်းတော်ကျွန်တော်အမိန်ပေးထားတယ်ဟိုလူတွေဘယ်လိုလူတွေကိုပေးရမယ်ဆိုတာဒါကတော့အဲ့လူတွေအတွက်နော်ဒါပေမဲ့ဒီတချမ်းလေးကတော့နော်ဒီဒါလေးကတော့ကျွန်တော်အတွက်ဟဒီယာလေးပါဆိုပြီးမှပဲနော်အလောက်ကမစသေးဘူးဆိုတော့သူပိုင်တဲ့ထဲကိုထည့်စရာရှိတာတွေအကုန်လုံးထည့်နေပါပြီဆိုတဲ့သဘောပါပဲအဲ့ဒါနဲ့တမန်တော်မြတ်ကမင်းပေါ်တက်ပြီးတော့နော်ဟမ်လောရှိမြတ်ကိုတဟမီဒ်နော်လောက်တယ်ဆနာလောက်ပြီးမှတမန်တော်မြတ်ကအမ္ဘာဆိုမှပြောတယ်တဲ့ فإني أستعمل رجلا منكم على العمل مما ولاني الله فيأتيني فيقول هذا مالكم وهذا هدية أهدي لي နော်အဲ့မှာတမန်တော်မြတ်ကဒီလူเจ้าနဲ့ပတ်သက်ပြီးတော့เนาะအလောက်ရှင်မြတ်ကကျွန်တော်ကိုเนาะဒီလိုဆဒကာနဲ့ပတ်သက်ပြီးတော့ဒီလူသားတွေကိုဘလို့လူတွေကူညီပေးရမလဲဘလို့ဟာတွေလုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကเนาะအလူတယောက်ကိုခိုင်းပြီးတော့လောက်တာပါအဲ့ဒီလူကနေလာပြီးတော့ရောက်တာနဲ့ပဲเนาะဒါလေးဟာကျွန်တော်အတွက်ပါဒါလေးကတော့ဟိုဟာအတွက်ပါဆိုပြီးမှပဲသူ့ဟာတွေကိုမယူတဲ့ဟာတွေကိုစပြီးတော့ယူနေပါပြီဆိုတဲ့သဘောအရာကိုရှင်းပြနေတယ်เนาะအဲ့ဒီအခါမှာတမန်တော်မြတ်ကပြောပါတယ်တဲ့เนาะဝလ္လာဟီတဲ့เนาะအတင်တို့ထဲမှာတဲ့เนาะဘသူပဲဖြစ်ဖြစ်တဲ့သူ့ရဲ့ပိုင်နဲ့မဟုတ်တော့သူယူတဲ့ယူထိုင်တော့မဟုတ်တော့အရာဥစ္စာပါပဲဖြစ်ဖြစ်အခွင့်အရေးလေးပဲဖြစ်ဖြစ်ဥစ္စာပစ္စည်းပဲဖြစ်ဖြစ်စကားပြောခွင့်လေးပဲဖြစ်ဖြစ်သူ့ရဲ့အခွင့်အရေးမဟုတ်ဘူးဆိုလို့ရှိရင်မယူပါနဲ့ဘာမှမယူနဲ့နော်လာယာခူဒူအဟတုကုမ်မင်ကုမ်အဟတုမင်ကုမ်ရှိုင်အန်ဘီဂါရီဟက်ကီဟီဟက်မရှိဘာမှမထိနဲ့အစ်လာလကီအလ္လာဟ်ယဟမီလူဟူယောမလ်ကီယာမာအလောရှင်မြတ်နဲ့တွေ့လာတဲ့အခါမှာဆိုလို့ရှိရင် तू ကအဲ့ဒီအရာကို तू ကကောင်းမသူ့ရဲ့ပခုံးပေါ်တင်ထားမှာနော်အဲ့တော့ فلعارفن أحد منكم لقي الله يحمل بعيرا له رعاء أو بقرة له خوار أو شاة تعير تيعر ثم رفع يديه حتى رؤي بيضاء إبطيه يقول اللهم هل بلغت အဲ့တော့တမန်တော်မြတ်ကထပ်ပြီးတော့ဆိုတယ်တဲ့အဲ့တော့တဲ့အတင်တို့ဟာတဲ့ဘာမှကိုယ်နဲ့မပတ်သက်တဲ့ဥစ္စာမဆိုင်ရာဥစ္စာမယူနဲ့မပြောနဲ့မလုံနဲ့နော်သွားပြီးတော့မကျူးကျော်နဲ့တဲ့အတင်တို့ပြောပြအောင်မယ်တဲ့နော်နားထောင်ကြည်အောင်ဘာပြောလဲနော်အတင်တို့ထဲကလူတယောက်တစုံတယောက်ဟာကီယာမတ်နေ့ကြလို့ရှိရင်အလောရှင်မြတ်စီသွားပြီးတော့နော်အကုန်လုံးတင်ပြရမယ်အဲ့ဒီခါမှာဘာလဲသူအလောရှင်မြတ်ရှိမှာဘာလုပ်နေရလဲယဟမေလိုဘာအီရန်အဲ့မှာသူကအဲ့ဒီဘာလဲမြင်းတို့နော်နွားတို့တိုးတို့စိတ်တို့နော်နောက်ပြီးတော့ဒီဘာလဲတောင်ကြီးနော်ဒီမကောင်းတဲ့တတ္တဝါတွေကိုဒါမှမဟုတ်ဒီတတ္တဝါတွေကိုဒါလောက်ကြီးတဲ့တတ္တဝါတွေကိုသူ့ရဲ့ပခုံးပေါ်ကောင်းပေါ်နော်အဲ့လိုဇွတ်တင်ထားပြီးမှသူကအဲ့ဓာဒီကိုသူ့ရဲ့ကြောပေါ်မှာထားပြီးတော့နော်
လမ်းလျှောက်သွားမှာအဲ့တော့ကျွန်တော်တို့ဒီနေ့သိရတာဘာလဲနော်ဒီတိုးတွေစိတ်တွေဘလို့လုတ်ပြီးတော့ဒီလူရဲ့ပခုံးပေါ်မှာတင်ထားတာတော့ဘလို့လုတ်ပြီးတော့ဒီနွားတွေနော်တိုးကအော်နေတယ်နွားကလည်းအဲ့လိုအော်နေတယ်ဟုတ်ပြီလားနောက်ပြီးတော့ဒီမဲတွေကလည်းသူ့အတန်နဲ့သူမြင်းတွေကလည်းသူ့အတန်နဲ့သူဘာကြောင့်မို့ကီယာမတ်နေ့မှာဒီတားကောင်တွေအဲ့ဒီရဲ့လူရဲ့ပခုံးပေါ်မှာကြောပေါ်မှာသူအဲ့လိုထမ်းပြီးတော့အလောရှင်မြတ်ရှိသွားပြီးတော့စရင်ပြမှာလေဘာကြောင့်လဲအဲ့တော့တမန်တော်မြတ်ကစိုးရိမ်ပြီးတော့ကျွန်တော်တို့ပြောပြတယ်မလုံနဲ့အတင်နဲ့အတင်ယူထိုက်တော့အရာမဟုတ်ဘူးဆိုလို့ရှိရင်မယူနဲ့အဲ့ဒီမှာဒီခေတ်ဒီခါမှာကျွန်တော်တို့ဟာလူများရဲ့တိုးလေးလူများရဲ့မဲလေးမြင်းတကောင်နွားတကောင်လေးเนาะကြက်တကောင်လေးဘာလေးညာလေးဆိုပြီးမှပဲအဲ့လိုလေးလှုပ်ပြီးမှเนาะလက်နဲ့လက်နဲ့သုံးလက်လှည့်ပြီးတော့အဲ့ဒါလေးကိုယူလိုက်ပြီးဆိုလို့ရှိရင်ကီယာမတ်နေ့ကြလို့ရှိရင်အဲ့ဒီຢာတွေကိုကိုကောင်းပေါ်ကိုပခုံးပေါ်ထမ်းပြီးမှအဲ့ဒီຢာတွေနဲ့တွားပြီးတော့လောက်ရှင်များရှေ့တွားပြီးစင်းရင်ရှေ့ရမှာအဲ့ဒါတမန်တော်များဟယ်ဘလတ်ငါတော့နင်တို့အားလုံးကိုပြောပြပြီးပြီနော်ဟုတ်ပြီလားဒါကတော့ကေယာမတ်နေကြလို့ရှိရင်ကျွန်တော်တို့မြင်ရမယ်မြင်ကွင်းဝန်ထောက်ကြီးတွေပါနော်ဝန်ထောက်ကြီးတွေပါအဲ့တော့ကျွန်တော်တို့ကေယာမတ်နေကြလို့ရှိရင်ဝန်ထောက်တွေအမျိုးမျိုးတွေမြင်ရပါလိမ့်မယ်တဲ့ဒီမှာကုရ်အာန်ကျမ်းတော်ဆူရတ်အန်အမ်အဒီတာကောင်နော်ဆူရတ်အန်အမ်ရဲ့အာယတ်တော်31မှာလောက်ရှင်မြတ်အမိန့်ရှိတယ်ဘာပြောလဲوهم يحملون أوزارهم على ظهورهم على ساء ما يزرون သူရဲ့လူရင်းရဲ့တိတ်ပဲတိုးလေးကတော့ထိုးသူတွေတီးတဲ့သူတို့ရဲ့ဝန်ထုတ်တွေအားလုံးကိုတဲ့နော်ယဟမီလူန်တည်ထားတယ်သူတို့ကြောပေါ်နော်အကုန်လုံးအဲ့လိုတင်ထားပြီးမှဒီနေ့ဒီခါမှာကျွန်တော်တို့ဟာနွားကအဲ့လိုနွားလေးမြင်းကမြင်းလေးနော်ဝန်ထုတ်တွေတင်ပြီးတော့ကလအုပ်လည်းဝန်ထုတ်တွေတင်ပြီးတော့ဆွဲပြီးတော့အဲ့မှာခီးထွက်တယ်အဲ့လိုသားကောင်တွေလိုပဲကီယာမတ်နေ့ကြလို့ရှိရင်ကျွန်တော်တို့ရဲ့လူသားတွေဟာနအူဇူဘီလာအဲ့လိုဝန်ထုတ်ကြီးတွေအလာဇူဟူရီဟင်တို့ရဲ့ကြောပေါ်မှာအထုပ်ကြီးတွေတောင်ကြီးလို့ကြီးတယ်အိမ်လို့ကြီးတယ်အထုပ်ကြီးတွေအဲ့ဒါတွေကကီယာမတ်နေ့ကြလို့ရှိရင်ဒီလူတွေဟာအဲ့လိုဝန်တွေထားထားမယ်အလာဆာအမာယဇီရူအမလီအဲ့ဒါအမတမဆိုးဝါသောဝန်ထုတ်ကြီးတွေထားနေသူတွေဟုတ်ပြီလားအဲ့ဒါဘဲကနေလာလဲဒီဝန်ထုတ်တွေဒီဝန်ထုတ်တွေကအမလီဒီနေ့ဒီခါမှာကျွန်တော်တို့နော်လူသားတွေကျွန်တော်တို့ရဲ့ကြားထဲမှာမပြေလေတဲ့နော်အရာတွေကျွန်တော်တို့ကနေမှလူများရဲ့အဲ့ဒီ hack လူများရဲ့ပိုင်တဲ့ထဲကပစ္စည်းတွေတစ်ခုအခွင့်အရေးလေးတစ်ခုကိုနော်လက်ကလေးလှည့်ပြီးတော့ပုံစံလေးတစ်မျိုးလေးနဲ့အဲ့လိုလက်ယူလိုက်တယ်ကျွန်တော်တို့ကတော့အမလေးအရန်ကျွမ်းကျင်တာပဲအရန်အုံနောက်ထက်တာပဲဆိုပြီးမှကိုယ့်ဟာနဲ့ကိုနော်အထင်းတွေကြီးပြီးတော့အဲ့လိုချက်တွေမကောင်းတဲ့ဟာလေးတွေလောက်လိုက်တယ်လေနော်အဲ့တော့ကိုယ့်ရဲ့ပိုင်တဲ့ထဲလည်းရောက်လာပြီးတော့မာရှာအလ္လာဒါအလောရှင်မြတ်ကကျွန်တော်ကိုတမျိုးလေးပေါ့မဟုတ်ဘူးဗျာဟာဒီသ်တော်လေးနားထောင်လေးပါအောင်တမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါဆလမ်ကဘာပြောလဲဆိုတော့တဲ့နော်ဟာဒီသ်တော်ပုံဓမ္မနော်မန်အခဒအရဒန်မန်အခဒမင်အလ်အရဒ်ရှိုင်အန်ဇုလ်မန်နော်အချင်းဘီသူပဲဖြစ်ဖြစ်တဲ့နော်အဲ့ဒီမြေကြီးကနေပြီးမှနော်မြေကြီးလေးတစ်ခုကနေမှနော်အဲ့ဒီဇုံတရားလေးကိုယူလိုက်မယ်ဇိုလုံးအဖြစ်နဲ့နော်မမှန်ကန်သောပုံစံလေးနဲ့ဒီမြေကြီးဘယ်သူကဘယ်မြေကြီးကနေပဲဖြစ်ဖြစ်အဲ့လိုဇိုလုံးလောက်ပြီးမှယူလိုက်တဲ့အရာလေးတစ်ခုကိုတဲ့အဲ့ဒီလူကတဲ့ဂျာအယောမလ်ကီယာမယဟမီလူတူရာဘဟာအီလလ်မဟ်ရှာကီယာမတ်နေ့ကြလို့ရှိရင်အဲ့လူကအဲ့ဒီမြေနော်အဲ့ဒီမြေကိုကြောပေါ်မှာပို့ထမ်းပြီးတော့မဟ်ရှာကွင်းပြင်သွားရမှာလေအဲ့ဒါဝန်ဟုတ်ဘူးလားအဲ့တော့ကုရ်အာန်ကျမ်းတော်ကလည်းရှင်းရှင်းပြောတာလေကျွန်တော်တို့ကိုနော်အဲ့လိုခုနဝန်ထုတ်တွေကြောပေါ်မှာထားရမှာအဲ့ဒီဟာဒီသ်တော်ကထပ်ပြီးလာရှင်းပြတာဘလောက်ထိထားရမှာလဲဘလို့ထားရတာလဲဘလောက်သူရဲ့ဗမာနာပါလေအဲ့တော့ဒီနေ့ဒီခါမှာကျွန်တော်တို့ယူလိုက်တဲ့နော်လူများရဲ့ပိုင်နဲ့ကနေမှမတရားဖြစ်နေယူလိုက်တော့ဘာလေးပဲဖြစ်ဖြစ်အဲ့ဒီလေးဟာနော်ကြီးမားသလားဆိုတာအဲ့ဒါကျွန်တော်တို့
နော်တိုင်းကြီးမယ်ဆိုလို့ရှိရင်တော့နအူဇူဘီလာနော်ဒီနေ့ဒီခါမှာကျွန်တော်တို့တောင်တက်တာမပြောနဲ့ရိုဇာထားတဲ့အခါမှာနော်လမ်းလေးပို့ပြီးတော့10 မိနစ်လောက်ရှောက်လိုက်လို့ရှိရင်6တော့တောင်ပြုတ်နိုင်တယ်ဟုတ်ဘူးလားအဲ့ဒါကျွန်တော်ရိုဇာထားတာရေမတောက်တာနော်ဘယ်နှနိုင်ပဲရှိလဲကီယာမတ်နေ့ရက်တရက်ဆိုလို့ရှိရင်ခမ်စီနာအလ်ဖဆနာ9000နှစ်နော်နှစ်ပေါင်း9000ဒီလောကရဲ့နှစ်ပေါင်း9000ဒီကီယာမတ်နေ့ရက်တရက်နဲ့ညီတယ်တဲ့ဟုတ်ပြီလားဆိုတော့ကီယာမတ်နေ့တစ်နေ့ကိုဒီလောကရဲ့နှစ်ပေါင်း9000တဲ့အကယ်လို့ကီယာမတ်နေ့မှာကျွန်တော်တို့ဟာနော်နိုင်ပိုင်းလဲရေလေးမတောက်လိုက်လို့ရှိရင်ဒီလောကကြီးရဲ့နှစ်ပေါင်းဘယ်နှထောင်ရှိပြီလဲအဲ့ဒီခါမှာကျွန်တော်တို့ရဲ့ဝန်နေအဲ့ဒီဝန်ထုတ်တွေကိုနော်ဒီအိမ်လောက်ကြီးတော့ဝန်ထုတ်တွေကိုထပ်ပြီးတော့ထမ်းရလို့ရှိရင်အဲ့ဒါစဉ်းစားကြည့်ပါခမရတို့ကျွန်တော်တို့ဟာဘလို့ပုံစံဖြစ်သွားမှာလဲနော်အဲ့တော့တဲ့အဲ့ဒီအာယတ်တော်နောက်ဆူရာအာလူအင်မရန်တဲ့အာယတ်တော်161တဲ့အလောရှင်မြတ်ကဘာမိန့်ရှိလဲတဲ့ဝမာကာနာလီနဘီယင်အယဂုလဝမယဂလုလ်ယာတီဘီမာဂလယောမလ်ကီယာမာ ثم توفى كل نفس ما كسبت وهم لا يظلمون လောက်ရှိမြတ်ကထပ်ပြီးတော့ကိုကျွန်တော်တို့ရှင်းလင်းအောင်ကိုပြတယ်နော်ပြောတယ်လိုရင်းလေးကတော့နဗီတမန်တော်ဒီအားလုံးဒီနော်သူတို့ဟာအမာနတ်လောက်ရှိမြတ်ကသူတို့ကိုအမိန့်ပေးထားသောအရာသူတို့ဒီအပြည့်ဝထမ်းဆောင်ခဲ့သည်သူတို့အမာနတ်ပေးခဲ့တယ်သူတို့လောက်ရှိမြတ်မိန့်ရှိခဲ့သောအရာအားလုံးခတ်သိမ်းသူတို့ခြေပွန်အောင်နော်လောက်ရှိမြတ်အမိန့်တော်ရသူတို့ခြေပွန်အောင်လုပ်ခဲ့တယ်သူတို့ရဲ့အုံမတ်သားတွေသူတို့ရဲ့လူတွေကိုသူက rich မလုပ်ခဲ့ဘူးမကောင်းတာတွေအဲ့လိုလမ်းလေးချော်သွားအောင်လမ်းမပြခဲ့ဘူးเนาะနောက်ပြီးတော့လမ်းလေးတပတ်เนาะဖြောင်းလေးတွားလို့ရတဲ့ဥစ္စာကိုသူတို့ကဖြောင်းလေးပဲပြတယ်အဲ့လိုဝိုင်းပြီးတော့2ဝိုင်း3ဝိုင်းပတ်သွားအောင်လို့သူတို့ကမလုပ်ခဲ့ဘူးเนาะဘာကြောင့်လဲအကယ်လို့အဲ့လိုလုပ်ခဲ့သည်ရှိတော့ယောမလ်ကီယာမတ်နေ့မှာကုလုနဖ်စင်တူဝဖာကုလုနဖ်စင်နော်လူတိုင်းမှာလူလောက်ခဲ့တဲ့မာကဆဘတ်လောက်ခဲ့တဲ့အရာခတ်သိမ်းကိုအလောရှိမြတ်အပြည့်ဝသူ့ကိုပြန်ပေးလိမ့်မယ်နော်ဝဟွမ်လာယူဇလမွန်နော်နည်းနည်းလေးမှာဇူလုံလောက်ခံမှာမဟုတ်ပါအပူလည်းမပေးဘူးအဲ့လိုဗာလဲရှော့လည်းမသွားဘူးဆိုတော့တိကြကြနော်ကျွန်တော်တို့လောက်ခဲ့တဲ့အရာအားလုံးအလောရှိမြတ်ကဟုတ်လို့စစ်ဆေးပေးမှာလေဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့ရဲ့ဝန်နေလာပြန်ပြီနော်အဲ့တော့အာယတ်တော်ဆူရာအလ်အန်ကဘူတ်အဲ့ဒီအန်ကဘူရဲ့အာယတ်တော်73မှာနော်အလ္လာဟ်ရှင်မြတ်ကထပ်ပြီးတော့အမိန့်ရှိတယ်ဝလာယဟမီလွန်နအသကာလဟွမ်ဝအသကာလန်မာအသကာလဟင်ဝလ်ယူစအလွန်နယောမလ်ကီယာမအမ္မာကာနီယဖ်တရူန်တို့ရဲ့လူရင်းလေးကတော့ထိုသူတွေဒီသူတို့ရဲ့ကိုနိုင်ရဲ့ဝန်ထုတ်တွေကိုထိန်းရမယ်မရမယ်စောင့်ရမယ်နော်ကိုယ့်ရဲ့ဝန်တွေကိုထားရမယ်ဝအစကာလန်နော်ပြီးတော့တခြားဝန်တွေမအစကာလီဟင်ဆိုကိုယ့်ဝန်ရဲ့အပြင်တခြားလူရဲ့ဝန်တွေကိုပါထားရမှာတဲ့အဲ့တော့ကြည်ပါကျွန်တော်တို့လောက်ခဲ့တော့မကောင်းမှုတွေအဲ့ဒါအခုနော်တိုင်းကြည့်မယ်ဆိုလို့ရှိရင်နာအူဇူဘီလာနော်ကျွန်တော်တို့စီမှာရှိတဲ့ပေကျိုးတွေလည်းမဆန့်တော့ဘူးမလောက်တော့ဘူးဟုတ်ပြီလားအဲ့တော့ကျွန်တော်တို့ကနေမှလူများတွေပေါ်မှာမကောင်းမှုထပ်ပြီးတော့လောက်ထားတဲ့အဲ့ဒီလူတွေရဲ့ဝန်းနေအဲ့ဒါကျွန်တော်တို့ထပ်ပြီးထားရမှာလေအဲ့တော့တွက်ကြည့်တဲ့နော်အဲ့တော့ဟာဒီစ်တော်လေးတစ်ပုဒ်မှာတဲ့ကျွန်တော်တို့ဘလို့အမိန့်လာရှိလဲဆိုတော့တဲ့နော်တမန်တော်မြတ်ဆလလာဟူအလိုင်ဝါဆလမ်ကနေမှဒီပြောတယ်တဲ့အစ်ဘ်နအဘတ်ကဆင့်ပြန်တယ်ဘာပြောလဲဆိုတော့သူရဲ့လူရင်းလေးကတော့နော်အဲ့ဒီကီယာမတ်နေ့မှာဆိုလို့ရှိရင်ယဂျီအူလ်မကတူလ်ဘီလ်ကာတီလ်ယောမလ်ကီယာမာနော်ဒီလောကကြီးမှာဒုနီယာမှာအဲ့လိုတပ်ဖြတ်ခံရတယ်မတမာမှုနဲ့တပ်ဖြတ်ခံရတော့သူဒီကီယာမတ်နေ့ကြလို့ရှိရင်သူ့ကိုတတ်တော်သူကိုသူကအဲ့လိုဆွဲသွားပြီးတော့နော်သူရဲ့နာစီယတဟူဝရဆဟူဘီယတီသူရဲ့နော်ခေါင်းဆန်သူရဲ့ခေါင်းစပင်ကိုဆွဲပြီးတော့ကီယာမတ်နေ့မှာ
အသက်ခံရတဲ့သူကတတ်တော်သူကိုအဲ့လိုကောင်းကင်ပြီးတော့လောင်ရှင်မြတ်စီတွားပြီးတော့နော်တွားပြီးတော့ယာတော့အိုးကျွန်တော်ရဲ့အရှင်ဗျာနော်ဒီလူလဲဒီကောင်ကျွန်တော်တတ်ဖြတ်တာခံကျွန်တော်တတ်ခဲ့တာနော်အဲ့ဒီမှာတဲ့လောင်ရှင်မြတ်အရှိမဟာတာယူဒနီဟီမင်အလ်အာရရှ်နော်လောင်ရှင်မြတ်ရှိတွားပြီးတော့သူ့ရဲ့ဒီသွေးနဲ့ပတ်သက်ပြီးတော့တွားပြီးတော့တရေတွားတောင်းဆိုပဲတွားပြီးတော့အလောင်ရှင်မြတ်ထံမှာတိုင်မယ်အဲ့တော့နောက်ဆုံးအလောင်ရှင်မြတ်ရဲ့အာရရှ်တော်မှာနော်လေဒီအာရရှ်တော်ရဲ့အရှိမနော်တွားပြီးတော့ဒီတရေခါနဲ့ဒီတရေနဲ့ပတ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အားလုံးအလောင်ရှင်မြတ်စီတွားပြီးတော့တောင်းဆိုအမိတ်ခံမယ်အလောင်ရှင်မြတ်ကနေမှရှင်းလင်းပေးမယ်ဟာအဲ့တော့တဲ့ကျွန်တော်တို့ဒီနေ့ဒီခါမှာကောင်းတာလဲလုပ်တယ်မကောင်းတာလဲလုပ်တယ်ဟာအဲ့တော့ကောင်းမှုနဲ့မကောင်းမှုတွေကအမှကျွန်တော်တို့ဟာအင်ရှာအလ္လာဟ်ရှမြတ်လိုတော်နဲ့เนาะအဲ့လိုဟိုကောင်းမှုဟာမကောင်းမှုကိုလွမ်းမိုးသွားတဲ့အခါမှာကျွန်တော်တို့ဟာအင်ရှာအလ္လာဟ်မီဇန်ထဲမှာကောင်းသွားလိမ့်မယ်ကျွန်တော်တို့ရဲ့နောက်ဆုံးဒီ result နောက်ဆုံးရဲ့ဒီအချိန်လေးပေါ့လေအဲ့တော့အကယ်လို့ဒီနေ့ဒီခါမှာကျွန်တော်တို့ရဲ့မကောင်းမှုတစ်ခုဟာအင်မတန်မှပြန့်သွားမယ်ဆိုလို့ရှိရင်ဟောသဘောကဒီနေ့ကျွန်တော်အင်တာနက်မှာเนาะလူလေးတယောက်ရဲ့မကောင်းမှုကိုကျွန်တော်အဲ့လိုလေးဖတ်ဆိုရေးလိုက်တယ်ဟုတ်ပြီလားဒါမှမဟုတ်လူတယောက်ကိုကျွန်တော်အဲ့လိုလေးမကောင်းတဲ့ဟာလေးပြောလိုက်တယ်เนาะအဲ့ဒါလေးကနေမှလူတယောက်ကနေမှလူ10ယောက်လူ10ယောက်ကနေမှလူအယောက်100အယောက်100ကနေမှလူအယောက်1000အဲ့ဒီလူရောက်1000ပြီးတော့ရောက်1000เนาะထိန်လို့ကိုမရအောင်เนาะတခါတည်းကိုမိုးရွာသလိုဖာဆိုတော့အဲ့ဒါဘယ်လိုလုပ်ရမှာလဲဟုတ်ဘူးလားအဲ့တော့ကျွန်တော်တို့လောက်တဲ့အပြစ်ကကြီးမသွားဘူးလားကြီးသွားပါတယ်အဲ့တော့အထိခံရသောသူတွေကနေမှ1ယောက်ကနေမှ2ယောက်2ယောက်ကနေမှ10ယောက်10ယောက်ကနေမှအယောက်20အယောက်20ကနေမှအယောက်200အကယ်လို့အဲ့လောက်ကြီးဖြစ်သွားပြီဟောအဲ့လိုအတိုက်ခိုက်ခံရသောသူဟာအင်မတန်မှကြီးပြင်းသွားတယ်နံပါတ်တွေကရီလို့များလောက်ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒါကေယာမတ်နေကြလို့ရှိရင်ကျွန်တော်တို့ကိုစီနာရဲ့ဝန်ကကိုတောင်မထားနိုင်ပါဘူးဆိုတဲ့အချိန်မှာအဲ့ဒီလူ200အဲ့ဒီ over လူ2000လူ2000ရဲ့အဲ့ဒီမကောင်းကျိုးတွေကိုကျွန်တော်တို့ကိုเนาะကောင်းပေါ်ထပ်တင်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ကြောပေါ်ထပ်တင်လိုက်လို့ရှိရင်ကျွန်တော်တို့အသက်ကိုရှူလို့ရအောင်မလားရှူလို့မရတော့ဘူးလေမဖြစ်နိုင်ဘူးမလုံနိုင်ဘူးဟုတ်ဘူးလားအဲ့တော့အင်မတန်မှစိုးရင်ပေါ်ကောင်းတယ်အချက်တွေအင်မတန်မှစိုးရင်စရာကောင်းတော့အရာတွေဖြစ်တယ်အဲ့တော့တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကအစ်ဘန်ဥမာရဒီယல்லாဟူအန်ဟူမာကနေစင်ပြန်တော့ဟာဒီစ်တော်တပုတ်မှာတမန်တော်မြတ်အမိတ်ရှိတယ်လီကုလီဂါတီရင်လီဝါအွန်ယောမလ်ကီယာမာယူအရဖူဘီနော်အဲ့လိုမကောင်းတော့အဲ့ဒီလူတွေပေါ့လေအဲ့လိုကျူးကျွန်တော့နော်ကျူးကျွန်တော့အဲ့လိုမတမာမှုအမျိုးသမီးတွေကိုကျူးကျွန်တော့သူတွေနော်အဲ့လိုမကောင်းတဲ့အဲ့လိုမတမာလောက်တော့အဲ့လိုလူတွေဟာဆိုလို့ရှိရင်နော်ကီယာမတ်နေကြလို့ရှိရင်သူ့ရဲ့လူစုနဲ့တူလေဟုတ်ပါသူမှာရှိုက်သွန်ကိုကိုးကွယ်တော့သူရှိုက်သွန်အနောက်လိုက်တော့သူဆိုလို့ရှိရင်ကီယာမတ်နေဆိုလို့ရှိရင်ရှိုက်သွန်ကသူ့ရဲ့ဆရာလေရှိုက်သွန်ကနော်အဲ့ဒီသူတို့ဥဆောင်ရမှာလေသူကရှိုက်သွန်တဲ့တဖွဲ့ဆိုတော့ကီယာမတ်နေမှာသူလည်းအဲ့ဒီလူတွေနဲ့အတူပဲနော်သူ့ရဲ့တီးတက်လူစုဆိုတဲ့အလံလေးတွေရှိနေမယ်တဲ့နော်ဒီလိုမတမာလောက်တော့သူဆိုလို့ရှိရင်မတမာလောက်တော့သူရဲ့အဖွဲ့နဲ့သူ့ရဲ့အလံရှိနေမယ်သူ့ရဲ့ရောင်လေးတစ်ခုသူ့ရဲ့နော် group နဲ့နော်အဲ့ဒီခါမှာတဲ့နော်ဒီကီယာမတ်နေကြလို့ရှိရင်အဲ့ဒီမတမာလောက်တော့သူတွေဟာဆိုလို့ရှိရင်အလာဟာဒီဂတ်ရတူဖူလန်ဒီကောင်ကတော့ဘသူကိုအဲ့လိုမတမာမှုကျင့်ခံကျင့်ခဲ့တော့သူလေနော်ဘသူကိုမကောင်းမှုလုပ်ခဲ့တော့သူတွေအဲ့လိုဖြစ်အောင်အဲ့လိုကိုအလောရှင်မြတ်ကထားမှာကီယာမတ်နေဆိုလို့ရှိရင်နော်အင်မတန်မှကြောက်ဖွယ်ကောင်းတယ်လေနော်အဲ့တော့ဒီနေ့ဒီခါမှာကျွန်တော်တို့ဟာအဲ့ဒီရှိုက်သွန်ရဲ့အလုပ်ကိုလုပ်နေမယ်ဆိုလို့ရှိရင်အဲ့တော့ကီယာမတ်နေကြလို့ရှိရင်အဲ့ဒီရှိုက်သွန်အုပ်စုနဲ့တွားရမှာလေဒီနေ့ဒီခါမှာလူတွေကိုနော်လူတွေရဲ့အဲ့ဒီပိုင်ဆိုင်မှုတစ်ခုခုကိုကျွန်တော်တို့ဟာအဲ့လိုလိန်ကောက်ပြီးတော့အဲ့လိုမရအောင်ကိုပိုင်နေတဲ့ထိလိုက်ပြီးအဲ့ဒါမို့
ဆိုလို့ရှိရင်လေသူ့အဖွဲ့နဲ့သူလေကီယာမတ်ကြလို့ရှိရင်ကျွန်တော်တို့အမြဲတမ်းဖတ်နေတဲ့ဆူရာအတူလေးရှိပါတယ်နော်အဲ့ဒီဆူရာလဟပ်ဆိုတာလေအဲ့ဒီအာယတ်ဟိုနောက်ဆုံးဆူရာအခလာစ်ရဲ့ရှေ့မှာလေဆူရာတုလဟပ်အမအဲ့ဒီဘစ်မင်လာဟီရ်ရဟ်မာနီရ်ရဟီမ်ဆူရာတုလ်မဆတ်ဆူရာတုလ်မဆတ်أما تبت يدا أبي لهب وتب ما أغنى عنه ماله وما كسب سيصلى نارا ذات لهب وامرأته حمالة الحطب في جيدها حبل من مسد سورة أدي آيات دوري تما أدي سورة دولي تما أبو لهب ကျွန်တော်တို့သိရလေတမန်တော်မြတ်ကိုနော်အဲ့လိုမကောင်းမှုအမြဲတမ်းပဲသွားပြီးတော့ကြံစံပြီးတော့သူ့ရဲ့အမျိုးသမီးနဲ့သွားပြီးတမန်တော်မြတ်ကိုသွားပြီးတော့ကြံစီတယ်နော်တမန်တော်မြတ်သွားတဲ့လမ်းမှာအဆူတွေသွားထားတယ်တမန်တော်မြတ်နော်နမတ်ဖတ်တဲ့နေရာမှာတမန်တော်မြတ်အမြဲတမ်းသွားတဲ့နေရာမှာအဲ့လိုခြုံပို့တွေတော့လောက်မကောင်းတဲ့ဟာတွေသွားပြီးတော့လုပ်တယ်နော်အမျိုးမျိုးပဲအဲ့တော့သူ့မိမကိုအလောင်းရှင်မြတ်ကကုရ်အာန်ကျမ်းတော်ထဲမှာဆွေဖတ်နာမည်လေးတစ်ခုပေးထားတယ်လေဘာပေးလဲဟမ်မာလတ်အလ်ဟာတဘ်နော်ထင်းထမ်းသောအမျိုးသမီးတဲ့တမန်တော်မြတ်သွားတဲ့လမ်းမှာနော်အဲ့လိုကြောင်လေးအဲ့လိုကြောက်လေးဒါမှမဟုတ်လို့ရှိရင်နော်အချောင်းလေးတွင်းလေးတူးထားပြီးတော့အဲ့မှာသူခြုံဖို့လေးထင်းလေးသွားယူလာပြီးအဲ့ပုံမှာဖို့ထားမယ်တမန်တော်မြတ်အဲ့ဒါကိုတွင်းလို့မမြင်အောင်လို့လမ်းလျှောက်လို့ရှိရင်အဲ့ဒီတွင်းနဲ့ကျသွားအောင်လို့နော်ဒါမှမဟုတ်လို့ရှိရင်တမန်တော်မြတ်ကိုတစ်ခုဖြစ်အောင်လို့ဆိုပြီးမှအဲ့ဒီသူ့ရဲ့အမျိုးသမီးကနော်သူ့ရဲ့ယောက်ျားအဘူလဟပ်ကိုကူညီတယ်နော်ဘာတွေကူညီလဲမကောင်းမှုဘာမကောင်းမှုလဲလောက်ရှင်မြတ်ရဲ့စေတမန်ကိုထိခိုက်အောင်လောက်ရှင်မြတ်ရဲ့စေတမန်ကိုပါဇက်ပိတ်သွားအောင်နော်လောက်ရှင်မြတ်ရဲ့ဒီကုရ်အာန်ကျမ်းတော်လောက်ရှင်မြတ်အစ္စလာမ်ကိုပြတ်မသွားအောင်လို့သူတို့ကသွားပြီးတားဆီးတယ်သူနော်အဲ့တော့သူမိမသူကူညီပေးတော့သူအဲ့တော့အလောက်ရှင်မြတ်ကဒီလူနှစ်ယောက်ကိုတဲ့နော်အဲ့လားဒုနီယာမှာကလေးကျွန်တော်တို့ပြောပြထားတာလေသူ့ရဲ့နာမည်ကထင်းထမ်းတယ်နော်အဲ့တော့ဘာလုပ်လဲဆိုတော့ဒီလူတွေဟာဆိုလို့ရှိရင်တဲ့နော်ကီယာမတ်နေ့ကြလို့ရှိရင်သူ့ရဲ့ဝန်တွေသူထမ်းလာရမှာလေဟုတ်ဘူးလားအဲ့တော့အဲ့မှာဒီသူ့ရဲ့သူရှိတုန်းကသူခေတ်တုန်းကတမန်တော်မြတ်ကိုဘာလုပ်ချင်လဲတမန်တော်မြတ်ကိုအဆူးနဲ့သူ့လမ်းတွေမှာသွားချပေးတယ်ဆိုတော့အဲ့ဒီအဆူးတွေသွားထမ်းလာတယ်ဟုတ်ပြီကီယာမတ်နေ့ကြလို့ရှိရင်အဲ့ဒီအမျိုးသမီးဟာသူ့ယောက်ျားနဲ့အတူအဲ့ဒီစူးပြင်းနေနော်သူ့ရဲ့ကြောပေါ်ထားပြီးတော့အလောင်းရှင်မြတ်ရဲ့အဲ့ဒီဟာရှာကွင်းမြင်ကြီးအရှိသွားရမယ်နော်အဲ့ဒီမှာစူးပြင်းနေထားရမှာလေဘာကြောင့်လဲသူကလောက်ရှင်မြတ်ရဲ့လမ်းကိုနော်အဲ့လိုပိတ်ဆို့ခဲ့တယ်အလောင်းရှင်မြတ်စေတမန်ကိုသူကအဲ့လိုမတရားလောက်ခဲ့တယ်လေဒီအတွက်ကြောင့်မို့လို့ကီယာမတ်နေ့ကြလို့ရှိရင်အဲ့ဒီရဲ့လောက်ခဲ့တော့ဒီလောက်ရက်ဒီအားလုံးအတွက်သူကပြန်ပြီးတော့ခြေရမှာအဲ့ဒီဝန်ထုတ်တွေကိုသူကထားရမှာဟုတ်ဘူးလားအဲ့ဒီဝန်ထုတ်တွေကိုထားရမှာလေအဲ့တော့တဲ့နော်ဒီကုရ်အာန်ကျမ်းတော်တွေကကျွန်တော်တို့ကိုပြောပြထားသောလောက်ရှင်မြတ်ရဲ့စေတမန်ကိုဒီလိုတိုက်ခိုက်တယ်ဒီလိုလောက်ခဲ့တော့ဒီလူတွေဟာဆိုလို့ရှိရင်သူတို့ကြောတွေပေါ်မှာဝန်နေထားရမယ်ကိုယ်ဝန်နေလဲထားရမယ်လူများဝန်နေလဲထားရအောင်ပါတဲ့အဲ့တော့တဲ့ကျွန်တော်တို့ဒီမိဘလောက်တော်သူတွေကျွန်တော်တို့လူကြီးမင်းလောက်တော်သူတွေနော်အဲ့ဒီအခါမှာကျွန်တော်တို့ဟာသိရှိရမယ်ကျွန်တော်တို့ရဲ့အလောင်းရှင်မြတ်ပေးထားသောအမာနတ်တွေကျွန်တော်တို့လက်ထဲမှာပစ္စည်းဥစ္စာတွေပဲဖြစ်ဖြစ်တာသမီတော့ပဲဖြစ်ဖြစ်မြေးလေးပဲဖြစ်ဖြစ်အဲ့ဒါအားလုံးဟာအမာနတ်ပဲအလောင်းရှင်မြတ်ကျွန်တော်တို့ကိုအနံပေးထားသောအမာနတ်ပစ္စည်းလေးအမာနတ်သားသမီးလေးဖြစ်တယ်လူတယောက်လေးဖြစ်တယ်ဆိုတာကျွန်တော်တို့သိရမယ်လေအဲ့ဒါကျွန်တော်တို့ဟာဒီနေ့ဒီခါမှာနော်အတတ်နိုင်ဆုံးကျွန်တော်တို့ရဲ့အင်အားနဲ့နော်တွားပြီးတော့ပြုစုပြီးစောင့်ရှောက်ရမယ်သူတို့ကိုလမ်းကောင်းပြပေးရမယ်နော်အဲ့တော့မကောင်းတဲ့လမ်းတွေကိုရှောင်ကြအောင်လုပ်ပေးရမယ်အဲ့ဒီခါမှာကျွန်တော်တို့နော်တုံးဆွဲလိုက်တော့အင်အား
သုံးစွဲလိုက်တော့ဒီငွေတွေသုံးစွဲလိုက်တော့ဒီအချိန်တွေအားလုံးဒီဒါဖီဆပ်ပြီးလေလာအလားအတွက်အလားရှင်မြတ်ရဲ့လမ်းပေါ်မှာဖြစ်တယ်ဆိုတာကျွန်တော်တို့ကိုနော်ကီယာမတ်နေ့မှာနော်ကျွန်တော်တို့လောက်ခဲ့တော့လက်ခြေထောက်တွေဟာကျွန်တော်တို့ကိုတက်တည်ခံပေးလို့ရမှာလေနှုတ်မို့လို့ရှိရင်ကီယာမတ်နေ့မှာလောက်ရှင်မြတ်ကလာပြီးမေးပါမယ်ကျွန်တော်တို့ကိုလောက်ပါအောင်အစ္စဟာပိုင်ကြီးနော်ခမရရဲ့ကလေးတွေခမရဘလို့လမ်းပြခဲ့လေပြောပြပါအောင်ကျွန်တော်ရှင်းပြတော့မှာလေနော်အစကနေအဆုံးနော် A ကနေ Z ဟုတ်ပါပြီအဲ့လိုလမ်းကောင်းကြောင်းခဲ့ပါပြီဟုတ်ပါပြီအဲ့တော့နင်းရဲ့အချိန်လေးတွေနင်းဘလို့သုံးဆွဲခဲ့တာလေဆိုတော့ကျွန်တော် A ကနေ Z ရှင်းပြတော့မှာလေအဲ့ဒါမှာကြားထဲမှာဒီလိုလေးကဟိုလိုပါကျွန်တော်လေးကလေဟိုဟာလေးကိုရီမှန်းထားပြီးတော့ကျွန်တော်ကဒီလိုပါဘာညာလေးဆိုတော့နော်ဆိုအဲ့ဒါတွေအကုန်လုံးပဲကျွန်တော်တို့အခုခါမှာကျွန်တော်တို့ရဲ့မိဘဒါမှမဟုတ်ကျွန်တော်တို့ရဲ့သားသမီးနော်ကျွန်တော်တို့ကိုဥစ္စာပစ္စည်းတစ်ခုလေးနဲ့ဒါမှမဟုတ်အလုပ်ကိစ္စလေးတစ်ခုလေးနဲ့ပတ်သက်တဲ့အတွက်ကြောင့်မေကိုထက်ခါ2ခေါက်3ခေါက်4ခေါက်5ခေါက်မေးလာပြီဆိုတဲ့အခါမှာအဲ့ဒါကျွန်တော်တို့ကတိတ်မကြိုက်ဘူးနော်လူတိုင်းမှာအဲ့လိုမေးခွန်းလေးမေးခံရပြီး2ခေါက်3ခေါက်4ခေါက်5ခေါက်ဆိုလို့ရှိရင်တိတ်ပြီးတော့သဘောမကျတော့ဘူးဟုတ်ဘူးလားဒါကျွန်တော်တို့လူရဲ့တဘာဝလေနော်ဒါပေမဲ့ကီယာမတ်နေ့ကြလို့ရှိရင်ကျွန်တော်တို့တက်တန်းတစ်ခုလုံးနှစ်ပေါင်းဘလောက်ထိကျွန်တော်တို့ရှင်းသန်ခဲ့လေအဲ့ဒီနှစ်ပေါင်းဒီအားလုံးရဲ့အချိန်ကာလအတွင်းမှာစက္ကန့်တိုင်းလောက်ခဲ့သောအချက်လက်ဒီအားလုံးရှင်းပြတင်ပြပြောပြဖြေပြမယ်အဲ့ဒီခါမှာကျွန်တော်တို့ဟာစိတ်မရှိလို့လည်းမရဘူးမကြိုက်လို့လည်းမရဘူးเนาะအဲ့လိုအချိန်ကြက်တဲနေတဲ့အခါမှာเนาะနေမင်းကြီးကကိုကောင်းပေါ်မှာလောက်ရှင်မြတ်ကအရရှ်တော်ကအရှိမှာပေးမှာအကုန်လုံးမလာအီကာတွေဘယ်သွားလို့ရမှာလဲအိုင်နလ်မဖာနော်ကုရ်အာန်ကျမ်းထဲပြောသလိုဘယ်ပြေးရမှာတော့ပြေးဖို့နေရာမရှိပါသွားဖို့နေရာမရှိပါဟုတ်ဘူးလားအဲ့လိုခါမှာသူများရဲ့ဝန်ထောက်တွေကိုထပ်မှန်ကိုကောင်းပေါ်တင်လာတယ်ဆိုတော့အဲ့ဒါဘလို့လုပ်ပြီးတော့ခမားနဲ့ကျွန်တော်တို့ဟာထပ်ပြီးတော့နော်ဆက်လက်ပြီးတော့ရှေ့လျှောက်နိုင်အောင်ပါလေကိုယ့်ရဲ့ဂုဏတွေတောင်မှနော်နအူဇူဘီလာအလောရှင်မြတ်ရဲ့မာအာဖ်အပြည့်နော်ရနိုင်အောင်လို့ဒီနေ့ဒီခါမှာစ조사တုံးကိုယ့်ရဲ့ဂုဏတွေကိုဆေးကြောလို့မကုန်သေးတဲ့အပြင်ဒီနေ့ဒီခါမှာကျွန်တော်တို့ကထပ်ပြီးတော့လူရောက်200လူရောက်2000ကိုစိတ်ဆင်းရဲအောင်ထပ်လှုပ်လိုက်ပြီဆိုလို့ရှိရင်တို့ရဲ့အဲ့ဒီဝန်ထုတ်တွေကျွန်တော်တို့ရဲ့ကြောပေါ်ကောင်းပေါ်ရောက်လာရင်အဲ့ဒါဘလို့လှုပ်ပြီးတော့ရှင်းရမှာလဲနော်အဲ့လိုအဲ့ဒါကိုပြောချင်တာပါဝန်ထုတ်တွေနော်တိတ်ပြီးတော့ကျွန်တော်တို့ဟာဒီလောကကြီးကိုသွားပြီးတော့အာမထားနဲ့နော်အားထားမှန်ပါတယ်ကျွန်တော်တို့ရဲ့ဝမ်းရည်ကျွန်တော်တို့ရဲ့ကလေးရဲ့လုံခြုံရေးမိသားစုလုံခြုံရေးမိသားစုဝမ်းရည်အကုန်လုံးဟုတ်တယ်စ조사ရမယ်မှန်လာပေသည်တို့တော့ကျွန်တော်တို့သတိထားရမှာကဒီတူနီယာကြီးထဲမှာရေကူးသလိုလေနော်အဲ့ဒီချောင်းထဲကိုခုံချလိုက်လို့ရေလျောက်လိုက်ပြီးတော့မျောမသွားနဲ့တူနီယာကြီးကအဲ့လိုမျောသွားမှာနော်တိတ်နဲ့ဆိုင်မဝင်နဲ့တူနီယာနီးနော်ဝင်တတိနဲ့ဝင်အဲ့ဒီချောင်းထဲကိုခုံချလိုက်တဲ့အခါမှာတတိနဲ့ဝင်ပါဟုတ်ဘူးလားအဲ့တော့ကျွန်တော်တို့တတ်နိုင်တဲ့လောက်နော်ဒီတူနီယာကြီးထဲမှာအဲ့တော့မကောင်းသောအရာရှောင်ခြင်းနိုင်သည်အကုန်လုံးရှောင်ခြင်းနော်အကုန်လုံးဒီချက်တွေဟာကျွန်တော်တို့အတွက်ကီယာမတ်နေ့ကြလို့ရှိရင်ဝန်ထုတ်ဖြစ်မဲ့အရာတွေအကုန်လုံးရှောင်ပါနှုတ်စုပြလားနော်ငွေထုတ်ဖြစ်ရွှေချောင်းပဲဖြစ်နော်ဒီနေ့ခါမှာကျွန်တော်ငွေမြင်တဲ့ရွှေချောင်းတွေဟာကီယာမတ်နေ့ကြလို့ရှိရင်အဲ့ဒီကီလို200လောက်ဖြစ်သွားတဲ့ရှည်ချောင်းဟာကျိုးပေါ်ကျွန်တော်တို့ရဲ့ကြောပေါ်တင်လိုက်လို့ရှိရင်ဘလို့လုပ်ပြီးလမ်းလျှောက်မှာလဲနော်အဲ့တော့စဉ်းစားလို့ကိုမရတော့အောင်ကောင်ဖြစ်နေတယ်
နော်အဲ့လောက်ထိကြီးကျယ်လာတော့ကျွန်တော်တို့ရဲ့ဝန်ထောက်တွေအဲ့ဒါကျွန်တော်တို့ရဲ့လက်နှချောင်းနဲ့ကျွန်တော်တို့ရဲ့ပါဇက်ကလုံလိုက်တော့နော်အာကုသိုလ်တွေဖြစ်တယ်နော်အဲ့ဒီအာကုသိုလ်တွေတဲ့အဲ့တော့တဲ့အဲ့ဒီ hadith တော်လေးတဲ့ကျွန်တော်တို့လာပြီးတော့အားပေးတာပါနော်အဲ့ဒီ hadith တော်တပုတ်တဲကနော်ဒီနောက်ဆုံးပေါ့လေလူနှစ်ယောက်ကကီယာမတ်နေ့မှာတွားပြီးတော့အလောရှင်မြတ်ထံစီနော်တွားပြီးတော့အဲ့ဒီပြေးလဲအောင်ပေါ့အလောရှင်မြတ်စီခွင့်တောင်းတယ်နော်ဒီကီယာမတ်နေ့ကြာလို့ရှိရင်ဒီသူ့ရဲ့ဝန်ထုတ်တွေကိုယ့်ရဲ့ဝန်ထုတ်တွေကြည့်လိုက်တော့ဟာဘလို့လောက်ပြီးတော့ကျွန်တော်ဝန်ထုတ်ကပျောက်သွားတာလေဟိုလူကလည်းဟာဘလို့လောက်ပြီးတော့နော်ကျွန်တော်အလုပ်ကျွန်တော်ရဲ့ဝန်ထုတ်ထဲမှာမဟုတ်တယ်ကျွန်တော်ဒီအလုပ်တွေမလုပ်ခဲ့ပါဘူးဟာမလာအီကာတွေကစစ်ပြီလေသူ့ရဲ့စာအုပ်ပေးလိုက်တယ်သူကကြည့်ပြီးတော့တစ်ခုပြီးတစ်ခုစစ်တယ်1990 2000 2002 2005 2015 2022ပြီးပြီအကုန်လုံးဟာမဟုတ်သေးပါဘူးဒီနေရာကျွန်တော်အမေရိကမရောက်ခဲ့ဘူးနော်ဗင်နီဇွဲလားမရောက်ခဲ့ဘူးဟာဒီဟာဟဲ့ကျွန်တော်အရက်မတောက်ပါဘူးဘလို့လုပ်ပြီးကျွန်တော်စည်ရင်နဲ့ရောက်လာတာလေဆိုတော့ဒီဟာတွေလေဆိုတော့အဲ့ဒီစည်ရင်တွေအကုန်လုံးနော်ဟိုစည်ရင်တွေမဟုတ်တဲ့လူတွေရဲ့အကုန်လုံးဟာကျွန်တော်ပေါ်ရောက်လာတဲ့နော်အဲ့လိုဖြစ်လာတယ်တဲ့နော်အဲ့လိုဖြစ်လာတဲ့ခါမှာနော်အဲ့ဒီမှာလူတွေကတော်တော်နဲ့ကိုစိတ်မကောင်းနော်အဲ့လိုတအားကိုဟိုလမ်းကိုမရှိတော့ဘူးနော်လမ်းကိုမရှိတော့ဘူးနော်နောက်ဆုံးပေါ့လေနော်လူနှစ်ယောက်ကတွားပြီးတော့အဲ့လိုတွားတိုင်ဆိုတဲ့အခါမှာနောက်ဆုံးတော့အလောက်ရှင်မြတ်ကနော်ဒီမာအာဖ်နဲ့ပတ်သက်ပြီးတော့ပေါ့လေအတင်းကအတင်းရဲ့ညီနောင်ကိုတဲ့အဲ့လိုမကောင်းမှုနော်လောက်ခံရခဲ့တယ်ပေါ့လေနော်ဆိုတော့အဲ့ဒီအတင်းရဲ့ညီနောင်ကိုခွင့်လွတ်နိုင်မလားတဲ့ခွင့်လွတ်နိုင်တယ်ဆိုလို့ရှိရင်တဲ့နေရဲ့အဲ့ဒီညီနောင်တဲ့နှစ်ယောက်စလုံးဂျန်နတ်တဲ့ဝင်တော့တဲ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ဒီလောကီလောကထဲမှာတော့အမျိုးမျိုးပေါ့လေဒီနေ့ရဲ့မကြည်လည်မှုတွေလူများရဲ့အဲ့လိုအာတတွေကျွန်တော်တို့ပုံမှာမကောင်းခဲ့တာတွေခွင့်လွတ်နိုင်လွတ်ကျွန်တော်တို့မကောင်းမှုလုပ်တော်သူလဲလူများကိုအဲ့လိုပဲတွားပြီးမျောလင့်မနေနဲ့နော်လူများခွင့်လို့ချိန်လဲလွတ်မယ်ခွင့်မလို့ချိန်လဲမလွတ်ဘူးအဲ့ဒါသူ့ရဲ့အာနာပိုင်နောက်ပြီးတော့ကျွန်တော်တို့ဟာမကောင်းမှုလုပ်ခဲ့တော့သူဖြစ်တဲ့အတွက်ကြောင့်တောက်ပါမြန်လုပ်ပါနော်တောက်ပါမြန်လုပ်ဘာကြောင့်လဲအဲ့ဒါကီယာမတ်နီတီမယူသွားနဲ့ယူသွားလို့ရှိရင်အကုန်လုံးဝန်နေဖြစ်သွားရင်အဲ့ဒါခမည်းနဲ့ကျွန်တော်တို့အကုန်လုံးဒုက္ခရောက်သွားမယ်နော်အဲ့တော့ဒီနေ့ဒီခါမှာအချိန်လေးရာမဒန်အခုနေ့လဝက်ကြော်ပြီလေလဝက်ပြည့်ပြီလေအဲ့တော့ကျွန်တော်တို့ပြန်စစ်ဆေးကြည့်လိုက်ဒီ14ရက်15နှစ်နော်ကျွန်တော်ရိုဇာထားခဲ့တယ်ဘယ်ရက်ကဘလို့ကျွန်တော်မကောင်းမှုတွေအမြန်လုပ်ခဲ့တာပြောခဲ့တာဆိုခဲ့တာအမြန်တောက်ပါလုပ်ပါနော်နောက်ပြီးတော့ကျွန်တော်ရဲ့ညီနောင်လေးတမီလေးတားလေးရိုဇာလေးမထားသေးဘူးနေအောင်မရဘူးဒီနေ့ကနေစပြီးတော့ဒီနေ့နော်မနက်ဖြန် Sunday အဲ့ဒါဒီနေ့ညခေါ်မယ်တရာဝီဖတ်မယ်ဘဏ္ဍရကပဲဖြစ်ဖြစ်ရိုဇာလေးထားပြနိုင်အောင်စူးစမ်းခိုင်းမယ်အဲ့ဒါလောက်အောင်မှာနော်နှုတ်မို့လို့ရှိရင်ဝန်ထုတ်ဖြစ်သွားမယ်တမန်တော်မြတ်ကပြောလေအစ်တကုလာလောရှင်မြတ်ကိုတကွာထားပါဆိုတော့အလောရှင်မြတ်ကိုကြောက်ပါစစ်ဆေးမှုကိုကြောက်ပါယင်ထဲမှာထားပါတကွာရှိပါဝါစလီဟူဇာတပိုင်နီကုမ်အတင်တို့တဲကအလောက်ကိစ္စတွေအားလုံးကိုပြေလေအောင်လောက်ပါထားပါနော်တယောက်နဲ့တယောက်ညီကိုမောင်နှမပဲဖြစ်ဖြစ်ဆွေမျိုးတွေပဲဖြစ်ဖြစ်မပြေလေခဲ့တာရှိရင်ခွင့်လွတ်ပါနော်အားလုံးငြိမ်သွားအောင်ငြိမ်သက်သွားအောင်ဒီကိစ္စလေးတွေပြီးသွားအောင်လို့ရှင်းလင်းလိုက်ပါ فإن الله يصلح بين المسلمين လောက်ရှိမြတ်ကမွတ်စလင်တွေကြားထဲမှာရှိသောဝေယဝိဇ္ဇာတွေအားလုံးကိုပြေလည်အောင်လုပ်ပေးမဲ့သူဖြစ်တယ်နော်လုပ်မဲ့သူဖြစ်တယ်ဒီကြောင့်မို့လေကျွန်တော်တို့စူးစမ်းပြီးတော့ကောင်းအောင်လုပ်ရမယ်နော်နောက်ပြီးတော့ကိုယ့်ဟာနဲ့ကိုယ်လည်းကျွန်တော်တို့ဟာဂတိပေးပါဘလို့ဂတိလဲလောက်ရှိမြတ်ကိုကျွန်တော်တို့ဒီပုံမနီးကပ်လာအောင်လို့စူးစမ်းရမယ်ကျွန်တော်တို့ ਨੇ လောက်ရှိမြတ်ရဲ့ဒီကောင်းမွန်သော relationship ဖြစ်သွားအောင်လို့စူးစမ်းရမယ်အဲ့ဒါကိုယ့်ဟာနဲ့ကိုယ်ဂတိပေးပါเนาะဘာကြောင့်လဲဒီရာမဒန်ပြီးသွားလို့ရှိရင်နောင်နှစ်ရဲ့ရာမဒန်ဟာကျွန်တော်တို့
ရောက်သွားနိုင်သလားဆိုတာ question mark ပဲဘယ်သူမှမသိပါเนาะအဲ့တော့တက္ကတိကဘလို့ရှိလဲဆိုတာအလ္လာဟ်ရှင်မြတ်ပဲသိတယ်အဲ့တော့မနတ်ဖန်ပါဖြစ်မှလဲအလ္လာဟ်ရှင်မြတ်ပဲသိတယ်ဒါကြောင့်မို့ဒီအချိန်လေးကိုကောင်းသောနေရာမှာ30ပါကိုယ့်အတွက်ဝန်ထုတ်မဖြစ်အောင်ကီယာမတ်နေ့ကြလို့ရှိရင်ကင်းကင်းရှင်းရှင်းပေါ့ပေါ့ပါပါလေးနဲ့เนาะလမ်းလေးကိုဟောလို့လေးရှောက်ပြီးတော့ဆီရာတ်ကိုအဲ့ဒီကျိုးတရားကြီးကိုเนาะအဲ့ဒီကျိုးတရားကြီးကိုเนาะမျက်စိမိတ်ပြီးဖြတ်သွားနိုင်အောင်လို့စ조사ပြီးမှနော်အဲ့ဒါဒီဒုနီယာလေးကိုကျွန်တော်တို့ဟာအဲ့လိုလေးဆက်ဆံရမှာเนาะဧည့်သည်ကိုကျွန်တော်တို့เนาะအဲ့ဒီလူကျွန်တော်တို့ကိုနိုင်ကိုဧည့်သည်အဖြစ်နဲ့ဒုနီယာရဲ့ဧည့်သည်အဖြစ်နဲ့ကိုယ့်ဟာနဲ့ကိုခံယူပါကျွန်တော်တို့ဟာဒုနီယာမှာမကြပါဘူးခဏပါပဲเนาะအဲ့တော့နောက်ဆုံးလောက်ရှင်မြတ်ကဆူရာကဘုထဲမှာထပ်ပြီးတော့အာယတ်တော်73မှာကျွန်တော်တို့ဗာပြောလဲဆိုတော့ဝလာယဟမီလွန်နအသကာလဟမ်ဝအသကာလန်မာအသကာလီဟင်เนาะထိုးသူတို့ဒီတဲ့เนาะအဲ့ဒီဝန်ထုတ်တွေကိုထားရလိမ့်မယ်သူတို့ရဲ့ဝန်ထုတ်နဲ့အဲ့ဒီတခြားထိုးသူတို့ရဲ့ဝန်ထုတ်တွေနဲ့တကွာထားရပါလိမ့်မယ်တဲ့ဟုတ်ပြီလားအဲ့ဒီထဲမှာတဲ့အင်မတန်မှဆိုးသောအဲ့ဒီဝန်ထုတ်ကဘလို့ဝန်ထုတ်လဲတဲ့လာမကောင်းသောလမ်းကိုပြခဲ့တော်သူတဲ့ဆိုတော့လမ်းမပြတော်သူအဲ့တော့ဒီနေ့ဒီခါမှာကျွန်တော်တို့မကောင်းမှုတစ်ခုကိုเนาะဥတီပြီးလောက်လိုက်မယ်အဲ့ဒီမကောင်းမှုကအဲ့လိုဗျန့်သွားပြီဆိုလို့ရှိရင်အဲ့ဒီလူတိုင်းမှာအဲ့ဒီမကောင်းမှုကိုလှုပ်တော်သူတိုင်းတွေရဲ့မကောင်းကျိုးဟာအတင်းပေါ်ကျလာလိမ့်မယ်အတင်းဝန်ဖြစ်သွားလိမ့်မယ်အဲ့ဒါဆူရတ်နဟလ်ပြားနော်အပြားရဲ့အဲ့ဒီအာယတ်တော်အဲ့ဆူရာရဲ့အဲ့ဒီအာယတ်တော်25မှာလောက်ရှိမြအမိတ်ရှိတယ်ဘာပြောလဲဆိုတော့တဲ့နော်ليحملوا أوزارهم كاملة يوم القيامة ကီယာမတ်နေ့ကြလို့ရှိရင်သူတို့ရဲ့ဝန်ထုတ်အပြည့်ဝ 100% နည်းနည်းမှမလျှော့ဘူးเนาะအဲ့ဒါအကုန်လုံးထားရမယ် ومن أوزار الذين يضلونهم بغير علم ဒီပင်တဲ့ထိုသူတို့လမ်းမပြခံရတော့เนาะအဲ့ဒီလူတွေရဲ့ဝန်ထုတ်တွေအကုန်လုံးဒီလူပဲထားရဒီလူတွေပဲထားရမယ်ဆိုတော့ဒီနေ့ဒီခါမှာကျွန်တော်တို့မကောင်းမှုတွေလောက်တဲ့အပြင်လူများကိုလူသူတွေကိုเนาะမတိတလို့လို့လေးနဲ့သူတို့ awareness မရှိတော့သူတွေကိုလမ်းမပြခဲ့ပြီးဆိုလို့ရှိရင်အဲ့ဒီလူတွေအားလုံးလောက်တော့မကောင်းကြိုးတွေเนาะတခါတည်းကိုဒီလူပေါ်မှာအလောက်ရှိမြတ်ကတင်ပေးလိုက်မယ်အဲ့ဒါကီယာမတ်နေ့ကြလို့ရှိရင်ကိုယ်ဝန်နေ 100% အပြင်လူပေါင်းဘလောက်တွေရဲ့မကောင်းမှုမကောင်းကျိုးတွေကျွန်တော်တို့အားလုံးပဲပြန်ပြီးထားရမှာအဲ့တော့မကောင်းကျိုးလောက်တော့သူကိုအားမပေးနဲ့နော်မကောင်းမှုတွေပြောတော့သူကိုအားမပေးနဲ့မကောင်းသောစကားတွေပြောရင်စစ်မပြန်နဲ့နော် Facebook ကနေပဲဖြစ်ဖြစ်တယ်လီဖုန်းကနေပဲဖြစ်ဖြစ်ဘဲကနေပဲဖြစ်ဖြစ်ရှောင်ပါနော်ဘသူအတွက်မှမဟုတ်ဘူးတင့်အတွက်ကျွန်တော်အတွက်ပါကီယာမတ်နေ့ကြလို့ရှိရင်ကျွန်တော်ဝန်ထုတ်အင်မတန်မှလေးလာနေပြီတော်ပြီနော်မခံနိုင်တော့ဘူးမလောက်ပါနဲ့ကျွန်တော်ဝန်မပေးနဲ့အဲ့တော့ဒီနေ့ကနေစပြီးတော့ဒီဝန်ထုတ်တွေရှော့အောင်ရော့သွားအောင်ကိုဝန်တွေကိုရှော့ချပါနော်အိဘာဒတ်နဲ့ရှော့ပါထောက်ပါနဲ့ရှော့ပါနော်လူများကိုမတမာလောက်ခင်ခွင့်ရင်တောင်းဆိုပြီးတော့ဝန်နေရှုပ်တွေဝန်ထုတ်တွေရှော့သွားအောင်လောက်ပါတာသမီတွေလမ်းမှန်ဖြစ်အောင်ကြောင်းပေးပါဒါမှလင်အင်ရှာအလ္လာဟ်ကျွန်တော်တို့ရဲ့ဝန်ထုတ်ကရှော့သွားပြီဆိုလို့ရှိရင်မာရှာအလ္လာဟ်အဲ့ဒါကျွန်တော်တို့ပျော်ရွှင်ပြီးတော့အလ္လာဟ်ရှင်မြတ်စီပြန်သွားလိုက်မယ်ဒါဟာကျွန်တော်တို့အားလုံးရဲ့မျောလင့်ချက်ပါเนาะအဲ့တော့အလ္လာဟ်ရှင်မြတ်ရဲ့မဂ်ဖီရာရမယ်ရီသာရပြီဆိုလို့ရှိရင်အားလုံးပြည့်စုံသွားပြီဘာမှကြောက်စရာမလိုတော့ဘူးအဲ့ဒါမျက်စိမိတ်ပြီးတော့ဘလို့ပဲမောင်မဲတဲ့အဲ့ဒီကဘာတဲ့ဝင်သွားရင်လဲလင်းတောက်နေမှာเนาะအဲ့တော့အင်ရှာအလ္လာဟ်အလ္လာဟ်ရှင်မြတ်လိုတော်နဲ့ကျွန်တော်တို့အားလုံးကိုလမ်းမှန်ပြပါလမ်းမှန်ပေါ်မှာထားပါဝါခီရူတာဝါနာနီလ်ဟမ်ဒူလ illah ရောဘ်ဘီလ်အာလမင်